ဒီနေ့မှာတော့စာရေးဆရာမြူကိုလင်ကရဲ့သွေးဆိုတဲ့ဇလန်လေးရဲ့စက်သိမ်းပိုင်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ကျွန်ုပ်တို့ရွာအုပ်နေရနဲ့တဖြည်းဖြည်းနီးနာကြတယ်ကျွဲကြိုခရံမှုတ်တန်ထွက်ပေါ်လာတယ်ကျွန်ုပ်တို့ရောက်တာကိုကင်းသမားတွေတွေ့သွားလို့အချက်ပေးနိုင်ပုံရတယ်ကျွန်ုပ်တို့ရွာတကားနီးမလျှောက်ခင်ရှမ်းလိုက်ကြတယ်ရန်သူထင်မှတ်ပြီးပြစ်ခတ်လိုက်မှစိုးလို့ပဲအုတ်ထုတ်ချုပ်ပြီးကင်းစင်ပေါ်ကကင်းသမားကိုလက်ဝှေ့ရမ်းပြတယ်ရွာတွင်းရဲ့စူညံစွာစကားပြောတန်တွေကြားနေရတယ်ရွာစီယိုတကားပွင့်သွားတယ်မိန်းကလေးတယောက်တနက်ကင်ပြီးထွက်လာပြီးတော့သူ့နောက်ကလေးများထားလှန်ကင်ထားသူတွေပါလာကြတယ်စပင်ကိုနောက်ကိုအပြောင်းလှန်သိမ့်ပြီးစီးနှောင်ထားတာကြောင့်လှပတဲ့မျက်နှာလေးကရှင်းလင်းစွာပေါ်လွင်နေတယ်လို့ကိုကျက်လက်ရက်ချီတဲ့ပေါ်ကနေဝန်တရေအင်ကြီးဝစ်ပြီးအောက်မှာဒူးထီရှိတဲ့စက်ကက်လိုလိုဝစ်စင်ထားပြီးတရေဖက်နဲ့ရှိစီးထားတဲ့မိမချုံလေးပန်းတူတာလူရိုင်းကောင်းဆောင်မလေးပန်းတူရာကိုတွေ့နေရတယ်ပန်းတူရာရှေ့ကိုရှောက်လာတယ်လို့ကျွန်ုပ်လည်းရှေ့ကိုရှောက်သွားတယ်အားလုံးတိတ်ဆိတ်ငြိမ်သက်စွာကျွန်ုပ်တို့နှစ်ယောက်တွေ့ဆုံမှုကိုကြည့်နေကြတယ်ကျွန်ုပ်နဲ့ပန်းတူရာလက်တကန်းကွာမှာရက်လိုက်ကြတယ်ပန်းတူရာကျွန်ုပ်ကိုမျက်တောင်မခတ်တမ်းငေးကြည့်နေတယ်ကျွန်ုပ်ကလည်းပြုံးပြီးသူ့ကိုပြန်ကြည့်နေမိတယ်လေးပြီးညင်းကကျွန်ုပ်တို့နှစ်ယောက်ကြားဖြတ်တိုက်သွားတယ်ကျွန်ုပ်သူ့ကိုဘာစကားစပြောရမှမသိတယ်လို့သူကလည်းကျွန်ုပ်နေတူဘာစကားစပြောရမှမသိအောင်ရှိနေပုံရတယ်ပြီးတဲ့နောက်တနက်ကိုပြစ်ချပြီးကျွန်ုပ်ကိုတင်းကျပ်စွာဖက်ရင်းခလေးတယောက်လိုအတန်ထွက်ငိုနေတော့တယ်အကိုနှစ်တွေကြာကြီးပြစ်ထားပြီးခုမှလာရလားကိုရဲ့ညီမတို့သားမိအကိုဘလောက်လွမ်းနေရမျောနေရလဲသိရလားငိုရှာရင်ဘလုံးဝထွေးပြောစကားကြောင့်ကျွန်ုပ်ရင်အတွင်းစိတ်ထိခိုက်ကြေကွဲရတယ်အကိုလည်းလာချင်ပါတယ်ညီမရဲ့လာဖို့မလွယ်တဲ့ခရီးမို့သာကြာနေရတာပါမငိုတော့နဲ့နော်တိတ်တော့အကိုရောက်လာပြီပဲဗန်ဒူရာရဲ့မျက်ရည်တွေကျွန်ုပ်ရင်ပဲရွှဲနေသွားတယ်ဒီအချိန်အသက်12နှစ်အရွယ်ကောင်လေးတယောက်လူအုပ်ကြားကနေကျွန်ုပ်တို့စူးစမ်းနေကြီးနေကြည်ရင်ကျွန်ုပ်တို့တန်းရှောက်လာနေတယ်အသားဖြူဖြူလူပုံချောချောကောင်လေးကကြောတော့စပင်းရှိနေရှိနေပြီးစူးရဲတဲ့မျက်လုံးတွေနဲ့ရှိနေပြီးတော့သူ့ရဲ့လက်မှာတမြောက်တစ်ချောင်းကင်ထားတယ်လူရိုင်းဘာသာစကားနဲ့လှမ်းပြောတော့ဗန်ဒူရာကျွန်ုပ်ရင်ခွင်တွင်းရခွာရင်းမျက်ရည်တွေတုပ်ပြီးခလေးကိုကြည့်ရင်းတားလေးတားဘသူထင်းလေအမေကကျွန်တော်ခုမှမြင်ဘူးတယ်ဒီလူကလူစိမ်းနောက်ပြီးအမေကဖတ်ထားတယ်ဒါတိတဲ့စားတွေ့ဘူးပေမဲ့တိတ်မမှတ်မိတော့လို့အမေကိုအဖေရုပ်ရည်ပုံစံမေးကြည့်တော့အမေပြောပြတဲ့အဖေပုံစံကလေဒီလူနဲ့တူတာဆိုတော့ဒါအဖေလားမေဟုတ်တယ်သားသားအဖေပဲအဖေသားတို့စီကိုလာတယ်ဝမ်းသာလိုက်တာအဖေဟာသားလေးလာရလေးကျွန်ုပ်ထံလာတော့ကျွန်ုပ်ထိုင်လိုက်ပြီးတင်းကျပ်စွာဖတ်ထားတော့ဝမ်းနေစွာရှိုက်ကိုနေတော့တယ်ကျွန်ုပ်မျက်လုံးတွင်းရနေမျက်ရည်တွေနဲ့တားစီမဲ့တသွင်းသွင်းကျဆင်းလာတယ်ကျွန်ုပ်စိတ်ထိခိုက်ခံစားရမိတာအမှန်ပဲသားတယောက်ပေါ်ဖခင်မြတ်တာမပေးနိုင်ပဲပြစ်ထားသလိုဖြစ်တဲ့ကျွန်ုပ်ကိုကျွန်ုပ်လည်းဒေါသဖြစ်မိတယ်အဖေတို့ရွာထဲဝင်ရအောင်ပြင်မမှောက်လာပြီညီမရွာထဲဝင်မယ်အိမ်ရောက်မှအေးစေးစကားပြောကြတာပေါ့ကျွန်ုပ်လက်မောင်းတစ်ဖက်ကိုဘန်ဒူရာကင်ပြီးတခြားတစ်ဖက်ကိုသားအကင်ပြီးတော့ရွာထဲပြန်လာခဲ့ကြတယ်ရွာထဲရောက်တော့ရွာတွင်းအိမ်တွေကအုတ်တွေနဲ့တေးချာကြနာစွာရှိနေလို့ကျွန်ုပ်ကြည်နက်မိတယ်ကျွန်ုပ်တို့လာစဉ်ကအုတ်ဖုတ်တင်ပေးပြီးအိမ်ဆောက်ပုံစောင့်နည်းကိုမဲလုံးကရွာသားတွေကိုတင်ပေးခဲ့တယ်ပြီးလက်မြေအတွက်ကတစ္ဆေးတွေကြိုချက်သုံးခြင်းပဲဘန်ဒူရာကသူ့နေထိုင်ရာအိမ်ကိုခေါ်သွားပြီးကငင်စီမီခွက်ကိုမိထွန်းတယ်ရွာသားတွေကကျွန်ုပ်တို့လာရောက်နှုတ်ဆက်ပြီးဝမ်းသာအားရရှိနေကြတယ်ဘန်ဒူရာရွာသားတွေကိုသူတို့စကားနဲ့တခုခုပြောလိုက်တော့ဝမ်းသာအားရအော်ဟစ်ပြန်သွားကြတယ်ကျွန်ုပ်လူတွေနဲ့ကျွန်ုပ်ဘန်ဒူရာတို့အိမ်မှာရှိနေကြတယ်ကျွန်ုပ်တို့လူစုဝိုင်းဖွဲ့ထိုင်လိုက်ကြတယ်ဒီကောင်းလားဘန်ဒူရာကောင်းပါလေကိုမဲလုံးဘန်ဒူရာနင်တို့စီကိုလာတော့မသိကြအောင်စောင့်နေရဖို့ဟုတ်လားမဟုတ်ပါဘူးကိုသားဝရဲ့စကားပြောဖို့အချိန်မှမရသေးတာငိုမနေတော့နဲ့ကိုဖို့တင်နေရောက်လာပြီပဲပျော်ပျော်နေကြညီမလေးဟုတ်မငိုတော့ပါဘူးကိုရနော်အဖေနဲ့သူ့လူ3ယောက်ဆိုတာဒီကဦးလေးတွေပေါ့ဟုတ်လားตาတိတ်မမှတ်မိတော့သားလေးကအဲ့ဒီတော့ကတော်ငယ်သေးတာမို့လို့မမှတ်မိတာဦးနဲ့မရဦးသားဝဒီလူမဲရမဲလုံးဒါရန်တောင်းနဲ့ငငယ်ကတွင်းရပြီမဲ့တိတ်မမှတ်မိလို့အမေကိုပြန်မေးနေရတာအဖေပုံစံရောဦးလေးတို့ပုံစံရောအမေပြောပြထားလို့သားစိတ်ကူနဲ့ပုံဖော်ကြည့်နေရကြပြီအဖေကိုရောဦးလေးတို့ပါတွေ့ကျင်နေရကြပြီ
ခုမှတွေ့ရတယ်ဗျာလာရစကားကြောင့်ကျွန်ုပ်တို့အားလုံးခဏများနှုတ်ဆက်သွားရတယ်ခလေးတယောက်စိတ်အတွင်းကျွန်ုပ်နဲ့ကျွန်ုပ်လူတွေကိုစိတ်ကူးနဲ့ပုံဖော်ကြည့်ပြီးတတိယနေရဲဆိုတဲ့စကားစိတ်ကိုထိရှာခံစားစေရတယ်ကျွန်ုပ်ကအဓိကစိတ်ခံစားရတယ်ခုတွေ့ရတော့ဥတာဝါတားစိတ်ကူးရလို့လူကြောကြီးမို့လားချောပါဦးတားဖေနဲ့ဦးလေးရန်အောင်မဲချောတာဦးလေးမဲလုံးကအသားအသာမဲတာပါကွာလူကလူကြောမို့လားဦးလေးမဲလုံးသားမဲတာမိသွေးလောက်ကိုမဲတာအားလုံးအလာရစကားကြောင့်ရည်ကြတယ်တာဝါတိတ်ဆိတ်မှုဖြိုခွင်းပြီးစနောက်စကားပြောလိုက်လို့စကားဝိုင်းပြန်စုပြေးသွားတယ်ဘန်ဒူရာရေချိုးချအောင်လေခဏနေမိဘုံပွဲသွားကြမယ်ရွာသားတွေကအကူတို့ရောက်လာလို့ပြောနေတာအားလုံးရေမချိုးဖို့ငင်းဆန်တယ်ကျွန်ုပ်ကဥမောင်တောင်တရိရမိတယ်ဒါနဲ့အဘမောင်တောင်ရောညီမမတွေ့ပါလားအဘဆုံးတာ3နှစ်လောက်ရှိပြီကိုကျွန်ုပ်တို့အဘမောင်တောင်ဆုံးမသွားခြင်းအတွက်စိတ်မကောင်းဖြစ်မိတယ်အဘမောင်တောင်တွေ့ရမယ်ထင်နေတဲ့စိတ်ကူးပြည့်စည်သွားရတယ်ပါလာတဲ့လက်ဆောင်ပစ္စည်းတွေထုတ်ပြီးဘန်ဒူရာတို့သားမိကိုတာဝါပေးနေတယ်ကျွန်ုပ်လည်းသားလေးတက်ဝဲလာတဲ့အဝတ်စားတွေကိုစိတ်ကူးနဲ့အရွယ်ကိုမှန်းဆဝဲလာလို့ဝစ်ကြည့်ခိုင်းနေရတယ်အဝတ်စားတွေဝစ်ပြီးသူ့ကိုဝိုင်းကြည့်နေတဲ့အလားရရှက်နေတယ်သူကကျွန်ုပ်တို့လိုအဝတ်စားတွေထက်လက်ရက်ချီတယ်တွေပဲဝစ်ဆင်ခဲ့ရတဲ့အတွက်ရှက်နေပုံရတယ်ဘန်ဒူရာအတွက်အဝတ်စားတွေကိုလည်းဝစ်ကြည့်ခိုင်းတော့အခုမဝစ်လို့ကြောင်းရှက်ရွံ့စွာနဲ့ညင်းနေတယ်ကျွန်ုပ်ကသားလေးကိုကြည့်ရှုမဝဖြစ်နေတယ်လို့သားကလည်းကျွန်ုပ်နာမခွာတန်းကပ်နေတယ်လူရိုင်းတယောက်ကလာခေါ်တော့ဘန်ဒူရာမိဘုံပွဲအစင်းသင့်ဖြစ်ပြီးမှုသွားဖို့ပြောလာလို့ထွက်လာကြတယ်ဘန်ဒူရာနဲ့သားကျွန်ုပ်နာမခွာတန်းရှိနေတဲ့အတွက်ကျွန်ုပ်လူတွေကလိုက်တတိခွဲထွက်ပြီးရှေ့ရသွားနေကြတယ်မိဘုံပွဲကစီကားတိုင်းမြိုက်စွာရှိနေတယ်ဘဘုံနှကောင်မိခင်ထားတော့အစီတွေတစ်ဆက်ဆက်ကြပြီးနေရဲစွာရှိနေတယ်ရွာသားတွေကျွန်ုပ်တို့လာနှုတ်ဆက်ကြတယ်ရွာသားတွေကခေါင်းဆောင်မလာသေးလို့ပွဲမစားကြသေးခြင်းပဲကျွန်ုပ်တို့အဖွဲ့ကိုရွာမှာမသိသူမရှိသလောက်ပဲအားလုံးဝမ်းသာအားရနဲ့စကားတွေလာပြောနှုတ်ဆက်တာကိုစကားနားမလည်လို့ပြုံးတာပြုံးပြနေရတယ်ကျွန်ုပ်ဘေးမှာသားတစ်ဖက်ဘန်ဒူရာတစ်ဖက်ထိုင်နေတယ်ကျွန်ုပ်လူ3ယောက်ကတက်တက်တစ်ဖွဲ့ထိုင်နေကြတယ်ရွာသားတစ်ယောက်ကဝက်ကောင်းကအသားနေငယ်ဝက်ပိုက်သားဝမ်းတွင်းကလေးစာတွေလှိဖြက်ပြီးဖက်နဲ့ထုတ်ပြီးတော့ကျွန်ုပ်တို့ရှေ့လာချပေးတယ်အရက်တအိုးနဲ့ခွက်2ခွက်ချပြီးတော့ဘန်ဒူရာဝက်စစ်ခွက်2ခွက်အတွင်းအရက်တွေထည့်ပြီးသူကမတ်တက်ရက်ပြီးတော့သူတို့ဘာသာစကားနဲ့အော်ဟစ်ပြီးအရက်မော့တောက်တော့တခြားလူရိုင်းတွေလည်းအော်ဟစ်ရင်းအရက်တွေတောက်နေကြတယ်ကျွန်ုပ်လည်းအရက်ကိုတောက်ကြည့်တော့ပန်းသီးအရက်ဖြစ်နေရကြောင်းပြုံးမိသွားတယ်တောင်ဝတာသိရင်ပန်းသီးအရက်တောက်မိလို့ဘန်ဒူရာနဲ့ညားပြီးသားတယောက်ရတာကိုစနောက်နေမှတေးကြတယ်ဘန်ဒူရာနဲ့ကျွန်ုပ်အရက်တောင်းလိုက်ဝတ်သားစားလိုက်ရှိနေကြသလိုအလာရကလည်းဝတ်သားခင်တွေစားပြီးကျွန်ုပ်ပေါင်ပေါ်ခေါင်းတင်အိတ်နေတယ်မိဘုံလှည့်ပတ်ကကြရမှာတာဝါလည်းမူးပြီးဝင်ကနေတာကိုကြည့်ပြီးတော့ရီမိကြတယ်ညနေမှကျွန်ုပ်တို့အိမ်ပြန်ခဲ့ကြတယ်ကျွန်ုပ်လူ3ယောက်ကဘန်ဒူရာရဲ့အိမ်မှာမအိပ်ဖဲတခြားအိမ်မှာသွားအိမ်မဲဆိုလို့ဘန်ဒူရာကလူရိုက်တယောက်ကိုခေါ်ပြီးစကားပြောနေတယ်ကျွန်ုပ်တို့အိမ်ကိုရောက်တော့ကျွန်ုပ်အိမ်ရှိကမ်းမှာငူငူကြီးထိုင်နေမိတယ်ဖေးအိမ်ရတဲ့သွားရအောင်အဖေတွန်းလိုက်တဲ့အကြောင်းတွေတားကိုပြောပြအမေနဲ့ဖေးရန်သူတွေကိုရင်ဆိုင်ကြတာဘလူးကိုတတ်ကြတာနားထောင်ရတာအခောက်တင်ရမကတော့တခြားအစ်စ်ပြောပြအဖေပြင်ပါပဲအိမ်မယ်မနေ့ကျရင်ပြောပြမယ်နော်တားလေးလာပါဖေးဟာအမေနဲ့ဖေးကြားတားအိတ်ချင်တယ်ဖေးပြောတဲ့ပုံမြင်အမေလည်းနားထောင်ချင်ပါလာနော်ဖေးခန်းအတွင်းမီးလင်းနေတယ်ကငင်စီမီခွက်မီးရောင်ကြောင့်ခန်းအတွင်းဝါကျင့်ကျင့်အလင်းရောင်ဖြန့်ကျက်နေတယ်ဘန်ဒူရာကျွန်ုပ်တို့သားဖကိုမီးခွက်ကင်ပြီးမီးပြပေးနေတယ်ကျွန်ုပ်ကအိမ်အတွင်းကဖျောင်းနိုင်ကိုထုတ်ယူပြီးဖျောင်းနိုင်တစ်ချောင်းမီးထွန်းပြီးတော့ခန်းတောင်မှာထွန်းလိုက်တယ်ကိုလာဒီဘက်ကအိတ်သားအလေရအိတ်အမေဒီဘက်ကအိတ်မယ်ကျွန်ုပ်နဲ့ဘန်ဒူရာကြားမှာလာရဝင်အိတ်နေတယ်အဖေကိုမေးစရာရှိတယ်အဖေသားနဲ့အမေကိုတခါမှသတိမရဘူးလားသတိမရဘဲနေပါမလားသားရဲ့ဖေမှာသားသမီးဆိုလို့သားတယောက်ပဲရှိတာချစ်လဲချစ်တယ်အဲ့ဒါဆိုအဖေဘာလို့မလာတာလဲအမေနဲ့သားကိုထားပြီးတော့ဘာလို့ထွက်သွားတာလဲအမေကိုမေးတိုင်းလေအမေကအဖေလာမေးကြီးပဲပြောနေတာသားကတော့အဖေတကယ်လာမေးချင်းလို့မျောနေတာကြာလာတော့အမေစကားသားမယုံတော့ဘူးဖေမမလာတာလေကျွန်ုပ်ဘန်ဒူရာကိုတနာလွန်းလို့စိတ်ထိခိုက်ရတယ်သူကသားဖြစ်သူကိုမလိန်ကျင်မဲလိန်နေရတဲ့အဖြစ်ကျွန်ုပ်သာရောက်မလာနိုင်တာစိုးလွန်းနေအဖေတို့နေတဲ့နေရာနဲ့ဒီနေရာနဲ့ကအဝေးကြီးသားရလာဖို့မလွယ်တဲ့အရက်မှရှိနေတာ
သားတို့စီကိုလာဖို့အန်ဒီရဲ့ဘောင်းဆောင်ဖြတ်ခဲ့ရတာအဖေအတိတ်လေးမေ့သွားသေးတယ်အခုအတိတ်မေ့သွားသေးတယ်ဟုတ်လားဟုတ်တယ်ညီမအခုအတိတ်မေ့သွားခဲ့တယ်ဒီကိုမလာပြည့်ပဲနှစ်ကြာသွားတဲ့အကြောင်းကအဲ့ဒါကြောင့်လည်းပါတယ်တိတ်မေ့တယ်ဆိုတာဘာလဲဖေဒါအဖေနဲ့မေကိုလုံးဝမမှတ်မိပဲမေ့သွားရင်အဲ့ဒါအတိတ်မေ့သွားတာပဲပေါ့အော်ဒီလိုလားအဖေပုံမြင်ပြောပြတော့နောက်နေ့မှသိကျင်တာမေးတော့မယ်အဖေတောလဲပြီးတော့တရဲတွေနဲ့တွေ့တဲ့ပုံမြင်မျိုးပြောပြကျွန်ုပ်ကသားလေးစိတ်ချမ်းသာစေဖို့ကျွန်ုပ်ကြုံခဲ့ရတဲ့ဇလန်းတွေတည်းကတရဲဇလန်းတစ်ပုဒ်ပြောပြတယ်ဘန်တူကလည်းငြိမ်သက်စွာနားထောင်နေတယ်မကြခင်သားလေးအိပ်ပျော်သွားတော့ကျွန်ုပ်အပြစ်ကင်းစွာအိမ်မောကျနေတဲ့သားလေးမျက်နှာကိုငေးကြည့်နေမိတယ်ခလေးကအပြစ်ကင်းသလောက်ကျွန်ုပ်ကအပြစ်တွေကျူးလွန်ထားသလိုခံစားနေမိတယ်အခုပေါ်ညီမနားလဲပါတယ်သားလေးကသူ့အဖေပေါ်မမုန်းအောင်လေငငယ်လေးကတေချာဆုံးမထားပါတယ်ဒါပေမဲ့လေသားအခုဘယ်တော့လာမှလဲဆိုရင်မိကုမေးညီမဖြေရခက်တယ်ခွင့်လွတ်ပါဒီစကလုံးလောက်နဲ့မလုံလောက်ပါဘူးညီမဒါပေမဲ့အခုပေါ်ခွင့်လွတ်ပေးပါညီမအကူနဲ့ပတ်သက်ရင်အမြဲခွင့်လွတ်ပြီးသားပါအကူတနေ့ကုန်ပြင်ပန်းလာတယ်မို့လားအဲ့လေမနေ့မှစကားပြောကြတာပေါ့ကျွန်ုပ်တနေ့ကုန်ပြင်ပန်းလာတာမှန်ပေမဲ့အဲ့လိုမရဘူးမျက်လုံးကြောင်နေတဲ့အတွက်သားလေးမျက်နှာကိုကြည့်ရင်ဖတ်လိုက်တော့သားလေးကိုဖတ်ထားရဲ့ဘန်ဒူရာရဲ့လက်ဖမိုးကိုအုပ်ကင်မိတယ်လက်ကိုပြန်ရုပ်လိုက်ရင်ဘန်ဒူရာစိတ်မကောင်းဖြစ်သွားမှဆိုလို့ဒီအတိုင်းပဲထားလိုက်တော့တယ်ကျွန်ုပ်တညလုံးအိတ်မပြောနိုင်မေမိုးလင်းခဲ့ရတယ်လို့ဘန်ဒူရာလည်းအိတ်ပြောပုံမရတပြင်းချတန်တွေမကြာခဏကြားနေရတယ်မိုးမလင်းခင်ဘန်ဒူရာထပြီးတော့ချက်ပြုတ်ဖို့ပြင်ဆင်နေတယ်အဖေတော်ပါသေးရဲ့အဖေရှိနေသေးလို့ဘာလို့လဲသားအဖေဘယ်မှမသွားပါဘူးအဖေနဲ့တွေ့တော့သားအိမ်မက်လူလူဖြစ်နေတာငငယ်ကသားအဖေတို့ကိုခွဲသွားတဲ့အကြောင်းခဏခဏအိမ်မက်မှတ်တာအရှင်ကအဖေရုပ်ကဝိုးတော်ဝါခုညကြမှာတေချာရှင်းလင်းနေတာဒီတစ်ခါလေးထားခဲ့ပြန်ပြီလားလို့လာရနိုးတဲ့ချိန်ပြောလာတဲ့စကားကြောင့်ကျွန်ုပ်ပြုံးမိတယ်အဖေကိုချစ်လားသားလေချစ်တာပေါ့ဖေကငငယ်ကတွေ့ဘူးတာမို့ရုပ်ကိုတေချာမမှတ်မိတော့ပေမဲ့အမေပြောပြတဲ့အဖေရုပ်ကိုပုံဖော်ပြီးတော့ချစ်နေရတာအော်သားရဲ့ကျွန်ုပ်သားကိုစိတ်မကောင်းစွာပွေ့ဖက်မိတယ်အခုနေ့သားလေးညနာသေးကြတော့မနဲ့စာစားမေဒါနဲ့အခုလူတွေရောမလာကြသေးဘူးလားမသိဘူးလာပါပြီဗျာသူများမိသားစုကြည်နူးနေရလေကျွန်တော်ကြောင့်ပြတ်သွားမှဆိုလို့နောက်ကြပြီးမှရောက်လာခဲ့ကြတာဘန်ဒူရာစကားနဲ့တစ်ဆက်တည်းအိမ်ရှိရတာဝတန်ကြားလိုက်ရတယ်ကျွန်တော်တို့သားဖလေအိယာထပြီးမျက်နှာတင်လိုက်ကြတယ်ကျွန်တော်တို့၃ယောက်အိမ်ရှိခန်းမှာဝိုင်းဖွဲ့ထိုင်နေတော့ကျွန်တော်တို့သားဖလေဝင်းထိုင်လိုက်တယ်ဘန်ဒူရာကသားเจ้าနဲ့ရောပြုတ်ထားတဲ့စံပြုတ်ပကံယူလာပေးတယ်စံပြုတ်ပကံက၃ပကံသာပါလာတော့တာဝကျွန်တော်တို့၃ယောက်အတွက်ရောမပါဘူးလားမိသားစု၃ယောက်စာအတွက်ပဲပြုတ်ထားတာကိုတာဝတို့အတွက်ရွာတွေကလာပို့လိုက်မယ်ဟိုမှလာနေပြီဘန်ဒူရာစကားမဆုံးခင်လူရိုင်းမလေးတယောက်မိအိုးတစ်လုံးနဲ့ခွက်တွေထမ်းပြီးအိမ်ထဲဝင်လာပြီးတော့အိုးအောက်ချပြီးစံပြုတ်တွေကိုအိုးတွင်းရနေတစ်သားစုံနဲ့ထည့်ပြီးကျွန်ုပ်လူ၃ယောက်ကိုတပကံစီခူးပေးတယ်အဖေကတနက်ပြက်တာလက်တားတဲ့ဆိုနောက်ပြီးလူတွေနဲ့တပ်ပုတ်ရင်လေအဖေကကိုယ့်ထက်ဗလာကြီးတယ်လို့တော့နိုင်တယ်လို့အမေကပြောတယ်အဲ့ဒါတွေအားလုံးတားကိုသင်ပေးနော်သင်ပေးမှာပေါ့တားရနောက်ဗာတက်ချင်သေးနေအလာရစဉ်းစားဟန်ပြုတ်ပြီးခဏငြိမ်သွားပြီးတော့ရေကူးတာနောက်ပြီးတော့အများကြီးပဲဖေရခုစဉ်းစားလို့မရသေးဘူးနောက်ပြောပြမယ်တားဖေစီကအဓိကအရေးကြီးရတဲ့ခုသင်ရအောင်မယ်တားရအဲ့ဒါသင်ခိုင်းကောင်မလေးသဘောကျအောင်လုပ်တဲ့ပညာသင်ရမှာတားရဟာကိုတာဝဒီလူဘာစကားတွေပြောနေရလဲလာရောက်တာဝပြောလိုက်တဲ့စကားကြောင့်ကျွန်ုပ်မျက်နှာပူသွားရတယ်လို့မဲလုံးနဲ့ရန်တော်ထိတ်တလန့်ဝင်းဟန်တားတယ်ကျွန်ုပ်ဘန်ဒူရာမျက်နှာကိုကြည့်တော့ရည်နေတဲ့အတွက်တက်ပြင်းချမိတယ်ညီမကတားကိုလူပြိုကြီးပဲလှုပ်ခိုင်းမှာကိုတာဝရဲ့တားကိုဖြစ်ဖြစ်တားကိုချစ်တဲ့မိန်းကလေးကိုဖြစ်ဖြစ်အချစ်ကြောင်ရလာမယ်မကောင်းတဲ့နောက်ဆက်တွေကိုမခံစားစေချင်ဘူးတားကလည်းကြီးနိုင်မိမမရှိဖေမေရှိနေရပြီစကားဝိုင်းခဏတိတ်ဆိတ်သွားပြန်တယ်ကျွန်ုပ်စကားလမ်းကြောင်းလွှဲပြီးစားပြီးရင်ဘားမောင်တောင်မြုပ်ထားတဲ့နေရာသွားရအောင်ဘားမောင်တောင်မသိခင်ကကိုရိုးနဲ့သူမသိခင်တစ်ခါတော့ပြန်ဆုံခြင်းနဲ့ပြောသွားသေးတယ်သားလေးကိုလည်းအတော်ချစ်တာသားလေးကညီမရဲ့ဘားမောင်တောင်ရဲ့နဲ့အိမ်မှာမြန်မာစကားပဲပြောတော့မြန်မာစကားတေချာပြောတတ်နေရလေမန်ဒူရာစကားကြောင့်ကျွန်ုပ်တို့အားလုံးစိတ်ထိခိုက်ရပြန်တယ်စားတော့ပြီးတော့အိမ်ရထွက်ပြီး
ဘာမောင်တောင်မြုပ်နှံထားရတင်းချောင်းကိုသွားဖို့ပြင်နေတဲ့ချိန်အဖေတောင်းကိုကြောပိုးပြီးတော့ခေါ်သွားပြီးတားခန္ဓာကအလေးတားဖေမောနေမှာပေါ့ရတယ်ညီမတားလားအဖေကုန်းဖို့မယ်လာရောက်ကုန်းဖို့ပြီးတင်းချိုင်းတောင်ရှိရအောင်ရွာနောက်တကားထွက်လာကြတယ်တကားဒီမှာလုံခြုံရေးတွေအပြည့်ချထားတာတွေ့ရတယ်ဘန်တူရာလာတော့ယူသေးပေးပြီးတကားဖွင့်ပေးကြတယ်ကင်းသမားတွေတုံများပါလားဘာအန်ဒီရီရှိလို့လဲလွန်ခဲ့တဲ့တနေ့လောက်ကဒီဘက်နေကိုလူရိုင်းမျိုးနွယ်တစုပြောင်းလာတယ်သူတို့ကအင်အားကြီးတယ်တနက်တွေလည်းပါတယ်သူတို့ရောက်ပြီးသိမ့်မကြောက်ဘူးဒေသခံလူရိုင်းတွေကိုဖမ်းပြီးရေကြီးတနေရာကိုတူးနေကြတာတဲ့ဒေသခံလူရိုင်းတွေကိုတော့ရေကြီးတူးကိုဖမ်းခေါ်ကြတာခုခံတဲ့သူဆိုရင်အားလုံးတက်ပြစ်တတ်တယ်ကျွန်ုပ်ကလမ်းမှာတွေ့တဲ့လူသေးအလောင်းတွေမျက်လုံးတွင်ပြန့်မြင့်ရောက်လာမိတယ်အဖိုးတန်ကြောက်မြက်ရတဲ့နာတွေလိုက်ရှာနေကြလားသူတို့ဘာလို့မြေချင်းတူးတာလဲညီမလေးမရောက်ဘူးအကိုအဲ့ဒီကထွက်ပြေးလာတဲ့လူရိုက်တယောက်ရွာကိုရောက်လာတော့ပြောပြတာညီမတို့ရွာကိုရောရောက်မလာသေးဘူးလားရှေ့ပြေးတစ်ဖွဲ့လှုပ်ပြီးပြီရွာတိဆောက်ဖို့အနေထားရသူတို့မရှင်နိုင်လို့ပြန်ဆုတ်ပြေးသွားကြတာတနက်လည်းရှိနေတာ哦နှစ်တွေလည်းကြာပြီတနက်ကြည်စံတွေရောရှိသေးရဲ့လားလုံးဝလိုအပ်တဲ့နေရာမှာတနက်ကိုသုံးတာမို့လို့တနက်ကြည်စံနေနေတော့ရှိပါသေးတယ်ကျွန်ုပ်တက်ပြင်းချမိတယ်မြေချင်းတူးပြီးလူရိုင်းတွေဖမ်းခေါ်နေခြင်းကဘာလို့တွင်လုံနေရဲဆိုတာစဉ်းစားလို့မရဒီကစိုးရိမ်တာအဲ့ဒီဖွဲ့ဘန်တူရာတို့ရွာကိုရောက်လာမှစိုးရိမ်မိခြင်းပဲကျွန်ုပ်တို့ရွာနောက်ဘက်ကတင်းချိုင်းတောင်ပေါ်တက်ခဲ့ကြတယ်တောင်ပေါ်မှာတစ်ပင်တွေပေါက်ရောက်ပြီးစိတ်ညှို့စွာရှိနေတယ်ဘန်တူရာနေရာတစ်ခုဥတီခေါ်သွားတယ်မြေစာပုံတစ်ခုမှာခြုံတွေမကြာခဏရှင်းလင်းထားပုံနဲ့ပြောင်းရှင်းနေတာတွေ့ရပြီးအဲ့ဒီနေရာမှာဘန်တူရာရက်လိုက်တယ်ဒါအဘအလောင်းမြုပ်ထားတဲ့နေရာပဲကိုမကြမ်းမကြာလူလှပြီးတော့ခြုံရှင်းခိုင်းထားတာညီမလေးအဘကိုတရိရရင်မကြမ်းမကြာရောက်လာတတ်တယ်ကျွန်ုပ်တို့လူစုဘာမောင်တောင်မြေစာပုံရှိမှငြိမ်သက်စွာရှိနေတယ်ဘာမောင်တောင်ကြောင့်သာဘန်တူရာဖခင်လူရိုင်းကောင်းဆောင်နဲ့စကားပြောဆိုဆက်သွယ်လို့ရခဲ့ခြင်းပဲဘာမောင်တောင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေခေါင်းနဲ့တရီးပြန်ပေါ်လာမိတယ်ကျွန်ုပ်တို့တံမိုးကပြန်ဆင်းခဲ့တယ်လာရလေးကကျွန်ုပ်ပြောက်ွယ်သွားမှစိုးတယ်လားအနာမခွာတန်းရှိနေတယ်ကျွန်ုပ်လူ၃ယောက်ကလည်းကျွန်ုပ်နဲ့သားကြောင်တည်ထားကြတာမို့သူ့ဘော်အလိုလိုက်ဆက်ဆံကြတယ်အဖေပြားသားအဖေအမေကိုမချစ်ဘူးလားသားဒါခလေးပြောရမယ့်စကားလားဘာတွေမေးနေရလဲတကယ်လို့အဖေသားအမေနဲ့သားကိုတကယ်ချင်းဒီမှာနေရင်နေမဟုတ်ရင်အဖေနေရဲ့နေရာကိုခေါ်သွားရမှာလေအရွှေနဲ့မလိုက်ပြောလာတဲ့အလားရစကားကြောင့်ကျွန်ုပ်ခေါင်းခွဲစိုက်ကြသွားတယ်ခလေးတယောက်မိကုန်းတော့ကျွန်ုပ်ပြန်မပြေနိုင်အောင်ကျွန်ုပ်အပြစ်သားတယောက်ပေါ်မှာခံစားနေရတယ်ဘန်တူရာထန်ကလည်းစကားအတန်မကြားရဘူးတားလေးအလားရဦးလေးပြောပြမယ်တားလေးသူရဲကောင်းဆိုတာကြားဘူးလားတာဝအမေစကားကိုလာရဘဘကြီးဦးမောင်တောင်းကတော့ရှိခဲ့သူရဲကောင်းတွေအကြောင်းပြောဘူးတယ်မကောင်းတဲ့လူတွေကိုရှင်းဆိုင်တိုက်ခိုက်ပြီးတော့ကောင်းတဲ့သူတွေဘက်ကအမြဲရက်တီးပေးတာသူရဲကောင်းနဲ့သူရဲကောင်းပုံမြင်နေလဲပြောပြတာတိတ်တော့မမှတ်မိတော့ပါဘူးတားဖေကအဲ့ဒီလိုပဲလူတွေဒုက္ခရောက်တာကိုလိုက်ခဲ့တင်မှုနေရာနှံ့သွားနေရတာတားမေကြတော့လေဒီရွာကိုကာကွယ်နေရတဲ့သူရဲကောင်းတယောက်ဒီတော့တားဖေနောက်လိုက်နေဖို့မဖြစ်နိုင်သလိုတားဖေကလည်းအမြဲမလာနိုင်ဘူးပေါ့ကွာတာဝဝင်ပြောလာတဲ့စကားကြောင့်အလားရနင်းငယ်ငိမ့်သွားတယ်ပြီးတဲ့နောက်သူရဲကောင်းမျိုးတော့သဘောကျတယ်တားကြည့်နိုင်လေသူရဲကောင်းလုံမှာဒါပေမဲ့မိမမယူဘာလို့မိမမယူတာလဲတားမေမယူခိုင်းလို့လားတားတို့တားမေလို့အဖေနဲ့ခွဲနေရမှာစိုးလို့လေအားလုံးနှုတ်ဆက်သွားရပြန်တယ်အရှိဘက်တကားစီကနေကျွဲကြုံမှုတ်တန်ကြားလိုက်ရတယ်ရွာနောက်လူစိမ်းရောက်လာအချက်ပြတာပဲတွားကြည့်ရမယ်ကိုအလာရောက်အိမ်မနေခိုင်းပြီးကျွန်ုပ်တို့ဘက်လက်နက်တွေယူပြီးတော့ရှိဘက်တကားကိုထွက်ခဲ့တယ်ဘန်တူရာကင်းသမားကိုအောက်ဆင်းခိုင်းပြီးကင်းသေးပေါ်တက်သွားတော့ကျွန်ုပ်လည်းလိုက်တက်တယ်တကူလုံးရှောင်းစုံစီးမုံတွေချဲပြီးခါအောက်ပိုင်းမှာခရောင်းကြိုက်ဝစ်ထားတဲ့လက်နက်ကိုင်လူတွေစုရွာအုပ်နေရနဲ့မနီးမဝေးမှရက်နေတယ်သူတို့ဖွဲ့ရလူတယောက်လှမ်းစကားပြောတော့ဘန်တူရာစကားပြန်ပြောပြီးပြန်လည်ပြောနေကြတယ်ဘန်တူရာရဲ့မျက်နှာသားတင်းမာပြီးလေးတန်းမာနီပုံထောက်ရင်အေးစေးအချင်းနေမျိုးမဟုတ်ဘူးလို့သုံးသပ်မိတယ်သူတို့စကားပြောရက်သွားတော့မှဘာပြောရလဲညီမသွေးတို့လာဆန်းတာသူတို့သခင်ရဲ့လက်အောက်ကိုဒီရွာဝင်ရမယ်လို့ပြောတယ်တကယ်လို့ညင်းလိုက်တရွာလုံးတက်ပြစ်မယ်တဲ့အခုလဲရွာသားကြီးဘလောက်တက်တီကောင်လေးစမ်းကြည့်ကြလို့သူတို့ရဲ့စစ်တီတော်တယောက်နဲ့ညီမတို့ဘက်ကစစ်တီတော်တယောက်တိုက်ခိုက်ခြင်းနဲ့ပြောနေတာကင်းတဲကနေအောက်ဆင်းလာရင်
ဘန်ဒူရာပြောနေခြင်းဖြစ်တော့ကျွန်ုပ်လူတွေလည်းကြားသွားတယ်ကိုတိုက်ခိုက်လိုက်ပါမယ်စိတ်မပူနဲ့သူတို့ကပညာစမ်းမဲ့သဘောမဟုတ်ဘူးနော်ကိုအသေးတိုက်ကြမှာအကူနဲ့ခုမှတွေ့ရတာအကူတစ်ခုခုဖြစ်မှစိုးတယ်မတိုက်ပါနဲ့လားကိုကြီးဖိုးဒီမတိုက်ပါနဲ့ဒီကောင်တွေလောက်ကတော့ကျွန်တော်နဲ့လှုပ်ပေးလိုက်စမ်းပါဘန်ဒူရာကျွန်ုပ်ကိုစိုးရိမ်တဲ့အတွက်မဲလုံးကသူတိုက်ခိုက်ဖို့ပြောလာခြင်းပဲကျွန်ုပ်ကလည်းမဲလုံးဆိုရင်စိတ်ချတဲ့အတွက်ခွင့်ပြုပေးလိုက်တယ်ရွာတကားဖွင့်ပြီးကျွန်ုပ်တို့ရွာပြင်ထွက်လိုက်ကြတယ်ဒီကုလုံးစေးအောင်ဆုံးချဲထားသူတွေကအယောက်30ခန့်ရှိတယ်တူမီတနက်3လေးနဲ့ကင်ထားသူတွေကိုလည်းတွေ့ရတယ်သူတို့ဖွဲ့ရလူတယောက်နဲ့ဘန်ဒူရာစကားနဲ့ငယ်ပြောကြတယ်အသေးတိုက်ရမယ်တိုက်ပွဲလို့ပြောတယ်ကြိုက်တဲ့လက်နဲ့ကန်ပြီးတိုက်နိုင်တယ်တဲ့တတိထားတော့ကိုမဲလုံးမင်းကိုငါရှုံနေချကွာကိုမဲလုံးတတိထားဗျာအနိုင်တိုက်တာဝနဲ့ရှန်အောင်အားပေးစကားပြောနေခြင်းပဲမင်းလုံးအားသုံးပြီးတိုက်မှနိုင်တာမဟုတ်ဘူးနော်ညံလဲလွှာသုံးတတ်ရမယ်ရှင်ဆန်ရတဲ့ရန်သူအနေထားသူကန်တဲ့လက်နဲ့အဲ့ဒါကိုတိုက်ရင်းနဲ့အပြေရှာနိုင်အောင်လုပ်ကျွန်ုပ်ပြောတဲ့စကားတွေကိုမဲလုံးခေါင်းငိမ့်ပြီးအင်ကြီးချုပ်ပြီးတော့လူအုပ်အလဲလျှောက်သွားတယ်သူ့ရဲ့လက်မှာဓမြောက်တစ်ချောင်းကိုင်ထားတယ်သူကျွမ်းကျင်တဲ့ကျိုးတဲ့ဓမြောက်ကိုကျိုးကိုခွေပြီးခါမှချိတ်ထားတယ်မဲလုံးပုံစံထူးတင်လေတည်ငြိမ်နေတယ်ရန်သူဘက်ကလူတယောက်ထွက်လာတယ်တင်းမုတ်ကြီးတလဲကိုင်ထားတဲ့လူထွားတယောက်ပဲရန်သူဘက်ကအားပေးတန်နေစုညံသွားတယ်တိုက်ပွဲကစတာနဲ့ကြမ်းတော့တယ်လူထွားကြီးကလှင်မြန်တွန့်လက်စွာနဲ့တင်းပုံနဲ့မဲလုံးကိုထုကြတော့တိုင်းကွက်ခင်းပြီးရက်နေတဲ့မဲလုံးကလှိခနဲ့ရှောင်းတိန်တော့တင်းမုတ်ကမြေပြင်ပေါ်ရိုက်တန်ထွက်ပေါ်လာတယ်လူထွားကြီးကသူ့ရဲ့တင်းမုတ်ရိုက်ချက်မထိတဲ့အတွက်စက်ခနဲ့နေရာရွေ့ပြီးမဲလုံးအနောက်တစ်ချက်ဖြတ်ရိုက်ချတော့ကြိုတွက်ထားပုံရတဲ့မဲလုံးကနောက်ကိုခုန်ဆုပ်တယ်မဲလုံးတိုက်ကွက်မခင်းသေးဘူးကျွန်ုပ်တိုက်ပွဲကိုစိတ်ဝင်စားကြည့်နေမိတယ်လူရွားရဲ့မဲလုံးရှိရအောင်တောက်လျှောက်လိုက်ပြီးတော့တိုက်ခိုက်နေတယ်မဲလုံးရှောင်းတင်းရင်းကနေသူ့လက်ထဲကဓမြောင်နဲ့လူရွားကြီးကိုပြစ်ပေါက်လိုက်တော့လူရွားကြီးရှင်ဘက်မှာဓမြောင်စိုက်ဝင်သွားတယ်လူရွားကြီးနာကျင်တန်ခါအုပ်ပြူရင်းဓမြောင်ဆွဲနှုတ်ပြစ်တယ်တန်ရာသွေးတွေအစမပြတ်ကျဆင်းလာတယ်တစ်ဖက်ကအားပေးတန်တွေအလေးငယ်တိတ်ဆိတ်ပြီးကျွန်ုပ်တို့ဘက်ကအားပေးတန်တွေစုညံလာတယ်မဲလုံးလက်အတွင်းသူ့လက်နဲ့ရှောက်နေပြီခွေထားတဲ့ကြိုးဖြီးချပြီးတော့ရက်ဆောင်နေတယ်လူရွားရဲ့မဲလုံးထံဒေါသတကြီးပြေးဝင်လာတော့မဲလုံးကျိုးတက်တာကိုဝေရမ်းကစားတာကြည့်ကောင်းလို့နေလူရွားရဲ့တိုက်ခိုက်ဖို့မစင်းစားနိုင်မဲလုံးအနာတော့ကက်မရဒါကသူ့ခန္ဓာကိုယ်အနှံ့ဟိုနေရာစိုက်ဝင်သွားလိုက်ဒီနေရာစိုက်ဝင်သွားလိုက်နဲ့အယူပမာဓာလာရမမှန်းစနိုင်မေဓာမထိဖို့ပဲတွေးနေပုံရတယ်မဲလုံးကမင်းသားကနေရဲ့အလားခြေရလဲတိုင်းွက်ခင်းပြီးတော့ဟိုနေရာဒီနေရာဓာနဲ့အတူရွေရှားရင်ရှိနေတယ်လူရွားကြီးကကျိုးကိုဖမ်းဖို့ကြိုးစားပေမဲ့ခြေနီးလွန်မြန်တဲ့ကျိုးလှုပ်ရှားပုံကပုံရိပ်တွေထက်ပြီးကျိုးစစ်ကဘယ်နေရာရောက်နေမှန်းတော့မှန်းဆဖို့မလွယ်ဘူးမဲလုံးလှုပ်ရှားမှုရက်ပြီးကျိုးကိုလည်းရက်လိုက်တယ်ဆက်တိုက်ရင်ဒီနူသိမယ်ဆက်တိုက်ချင်းသေးတာမေးပေးပါညီမဆက်တိုက်ရင်နောက်ဆုံးတိုက်ခွက်လူသက်တော့မှမလို့မဲလုံးစကားကြောင့်ဘန်ဒူရာတစ်ဖက်ဖွဲ့ကိုလှမ်းပြီးတော့တင်းပုတ်ပြုတ်ကြပြီးဒီကိုယ်လုံးဓာတ်တန်ရနဲ့လူထွားကြီးကိုခေါ်သွားကြတယ်သူတို့ပါဇက်ကနေလေကျိန်းမောင်းစကားတွေပြောသွားကြတယ်ဘယ်အချိန်ရောက်နေမှမသိတဲ့ရွာသားတွေအော်ဟစ်အားပေးတန်တွေနဲ့စူညံသွားကြတယ်ကိုမဲလုံးကရန်သူနဲ့တွေ့တကယ်ကြောက်စရာကောင်းလောက်တိုက်သွားတာကြည့်ရတာကောင်းနေဗျာငါတပည့်မဲလုံးငါနီနီတွန်းလာပြီပဲကိုမဲလုံးကတကယ်တိုင်းစရာကြီးပဲနော်ညီမတော့ကြည်ရင်ရှင်းတုံနေတာရွာသားတွေအော်ဟစ်အားပေးတန်ရန်အောင်တာဝဘန်ဒူရာချီကျူးစကားတွေကိုဂုံယူစွာမတ်တက်နေရမယ့်စားမဲလုံးပုံစံရှက်ရွဟန်နှုတ်ဆိတ်နေတယ်ကျွန်ုပ်မဲလုံးပကုံးဖက်လိုက်ရင်နိုင်ရင်လည်းနိုင်တဲ့အရာတောင်ပြေဝခံစားရှုံးရင်လည်းခံစားပလိုက်ဒါပေမဲ့ခဏတာပဲခံစားအကြာကြီးမခံစားနဲ့မင်းတကယ်တော်တယ်မဲလုံးကျွန်တော်တိုက်တော့အားနေချက်ဘာတွေ့လဲကိုကြီးကျွန်ုပ်ကမင်းလက်နဲ့မတုံးတတ်တော့အားနေချက်တိတ်မထောက်ပြတတ်ဘူးတခုရှိတာမင်းအရင်ကျိုးကဓာခုံးလို့မပြတ်တဲ့ကျိုးအခုကျိုးကနိုင်လို့ဆိုတော့ဓာထင်ပြတ်နိုင်တယ်အဲ့ဒီအားနေချက်ပဲတွေ့တယ်ဘာပဲဖြစ်ဖြစ်မင်းနိုင်လို့အဝဲခံကြတာပေါ့ဦးလေးမဲလုံးကတွန်းလိုက်တာတားကိုအဲ့ဒီပညာသင်ပေးပါလားတားတက်ချင်လို့တားအရွယ်ရောက်တဲ့ဒီနေ့ဦးလေးသင်ပေးမယ်လို့ကြိပေးတယ်နော်တားကဘယ်ကကြည့်နေရလဲကင်းစင်ဘုံကကြည့်နေရပြီဦးမဲလုံးကတားတော်တယ်နော်သင်ပေးဖို့ပြောပေးပါအောင်သင်ပေးလိုက်ပါမဲလုံးရတားကမင်းလက်နဲ့အစွမ်းအတော်သဘောကျနေပြီကျွန်ုပ်တို့စကားတပြောပြောနဲ့အိမ်ရောက်လာကြတယ်ဘန်ဒူရာမျက်နှာမကောင်းတာသတိပြုမိတယ်တခြားသူတွေအိမ်ရှိခန်းမှာထိုင်ပြီးစကားပြောနေတဲ့အချိန်ဘန်ဒူရာမိဖို့ကြောင့်ဝင်သွားတယ်ရန်သူလူရိုင်းဖွဲ့တစ်ခုခုပြောသွားလို့ဘ
န်တူရာစိတ်ညစ်နေကြောင်းကျွန်ုပ်ရိတ်စားမိလို့မိဖို့ကြောင့်ပဲလိုက်ဝင်ခဲ့တော့ရှင်နွေးကြိုနေတာတွေ့ရတယ်။ဒီနေ့အကိုရေချိုးဖို့ရှင်နွေးကြိုနေတာတကူလုံးညစ်ပတ်နေပြီမို့လား။အဲ့ဒါအရေးမကြီးပါဘူး။ဟိုလူရိုင်းတွေဘာပြောသွားရလဲ။ဘာမှမပြောပါဘူး။ဒီအတိုင်းရှုံးလို့မခံချင်စိတ်နဲ့ပြောသွားတာ။မလိမ့်တက်ပဲနဲ့မလိမ့်ကျင်ပါနဲ့။ညနေချင်းဆိုင်ပြီးပြော။စိတ်ဆင်းရဲစရာတွေကိုဘာလို့တယောက်တည်းယူထားခြင်းရလဲ။သူတို့မကြခင်လာတိုက်တော်မေကိုသူတို့လွင်ရအယမ်းများတယ်။နောက်ပြီးတော့တစ်ချက်ပေါက်တနက်တွေလည်းရှိတယ်။ကိုတို့မှတနက်လေးလက်ညီမမှတစ်လက်ငါးလက်ထားပါတော့အဲ့ဒီလောက်လူတွေကိုတိုက်ဖို့မလုံလောက်ဘူးလူဝင်အားနဲ့ဖိတိုင်ဘယ်ရမလဲအနီးပါးရွာတွေကိုစီယုံလူစုပြီးတော့ပြန်တိုက်ကြရင်မရဘူးလားရွာသားရဲ့စစ်မှမတိုက်ဘူးလားသူတို့ဘယ်နိုင်ပါမလဲတခြားနည်းလည်းမရှိတော့ဘူးလားပြန်မတိုက်လို့တော့မရဘူးလေပြင်ဆင်ထားရမယ်တခုတော့ရှိတယ်ဒါပေမဲ့မဖြစ်နိုင်ပါဘူးလေဘာမှမလို့လဲပြောစမ်းပါဦးလူမျိုးစုတစုရှိတယ်သူတို့ရဲ့အားသာချက်ကနှင်းတောင်ဝက်ဝင်တွေမွေးထားပြီးတော့စစ်တိုင်ဝက်ဝင်တွေစီးပြီးတော့တိုက်နေရှိတယ်ဝက်ဝင်ရောလူရောတိုက်ကြတာခက်တာသူတို့ကတီးခြားနေရမှာနေတယ်တခြားနေရာလူတွေသူတို့နေရာကိုဝင်ခွင့်မပေးဘူးဘာသာအဆက်ဆံလည်းမလုပ်ကြဘူးသူတို့သာပါလာရင်ဒီတိုက်ပွဲမနိုင်စရာမရှိဘူးဘန်ဒူရာပြောတဲ့စကားနားထောင်ရင်ကျွန်ုပ်စိတ်တွင်ဝက်ဝင်ဖြူကြီးစီးပြီးကျွန်ုပ်တို့ထံအသားတောင်းစားသွားသူတရိယာမိတယ်ကျွန်ုပ်ဝမ်းသာအားရပြုံးလိုက်မိတယ်အဲ့ဒီနေရာဘယ်မှာရှိနေလိုက်ပြန်အခုကူညီတောင်းပေးမယ်ဟာဘယ်ဖြစ်မလဲသူတို့နေရာခြေတလန်းကြော်တာနဲ့တင်းလိမ့်မယ်ကျွန်ုပ်ကြောပွဲတွင်းရနေဝုံဝစီသူပေးထားတဲ့လေဆွဲပရီးကိုဘန်ဒူရာကိုပြလိုက်တယ်ဘန်ဒူရာလေဆွဲပရီးကိုကြည့်ပြီးဘာမှနားမလည်နိုင်ဟန်ကျွန်ုပ်ကိုကြည့်နေတယ်ဒီလိုလာတဲ့လမ်းမှာဝုံဝစီရဲ့မျိုးနွယ်စုကလူတစ်ယောက်နဲ့စုံငယ်ဘူးတယ်သားခင်တောင်းစားပြီးကျေးဇူးတင်တဲ့အနေနဲ့ဆွဲကြိုးချုပ်ပေးခဲ့တာဘန်ဒူရာအန်ဩစွာပြုံးရင်းစိတ်နဲ့ပေါ်ပါသွားဟန်ကျွန်ုပ်ကိုရုတ်တရက်ဖန်တန်းလိုက်တဲ့အတွက်မျက်လုံးပြူးသွားမိတယ်အမေအဖေကိုခိုးနှမ်းနေရပေါ့ဟုတ်လားဟာဒီကောင်လေးနင့်ဖေကိုငါနမ်းတာထူးဆန်းလို့လားအော်မနေနဲ့အိမ်ရှိရလူတွေကြားလိုက်မယ်ရုတ်တရက်အလာရမိဖို့ခန်းရှိပေါ်လာတဲ့အတွက်ကျွန်ုပ်ရှက်ပြီးမျက်နှာတစ်ပတ်လွှဲထားပြီးမြဲဘန်ဒူရာအရေးမကြီးဟန်ပြောတယ်ဒီနေ့ညအတွက်လေရန်သူအနိုင်တိုက်တဲ့မဲလုံးအတွက်ပြုလုပ်တဲ့မိဘုံပွဲတစ်ခုကျင်းပလာပြန်တယ်ဝတ်သားခင်အဝါစားအရှက်ဝတောက်ပြီးညနေတော့အိမ်ကိုပြန်လာကြတယ်။သားကိုအလင်းမထားပြီးသားလက်ကိုကျွန်ုပ်တစ်ဖက်ဘန်ဒူရာတစ်ဖက်ဆွဲပြီးတော့လာနေကြတယ်။ကျွန်ုပ်စိတ်အတွင်းတခါမှမခံစားဘူးတဲ့မိသားစုဘဝခံစားမှုကိုခံစားကြည်နူးနေမိတယ်။ဘန်ဒူရာနဲ့ကျွန်ုပ်လင်မယားဖြစ်အခုရွာမှာလက်ထက်ရပြီးကလေးတယောက်ရထားပြီးဖြစ်ပေမဲ့ကျွန်ုပ်နဲ့ဘန်ဒူရာဆက်ဆံရခုချိန်မှာမောင်နှမလိုနေထိုင်ကြခြင်းပဲ။သားကိုအလင်းမထားပြီးဘေးတစ်ဖက်စီကနေတယောက်တစ်ဖက်အိတ်နေကြခြင်းဖြစ်တယ်။နောက်နေ့မိုးလင်းတော့မနက်စာစားပြီးတာနဲ့ကျွန်ုပ်လူတွေကိုအကျိုးအကြောင်းနားလည်အောင်ရှင်းပြပြီးရှေ့ဆက်လုပ်ရမယ့်အစီအစဉ်တွေရေးဆွဲကြတယ်။ကျွန်ုပ်ဒီလိုလုပ်ချင်တယ်။ဝက်ဝန်လူမျိုးစုနေရအရက်ကိုကျွန်ုပ်နဲ့မဲလုံးသွားမယ်။ရွာသားတယောက်တော့စကားပြန်ပြေခေါ်သွားမယ်။တာဝါနဲ့ရှမ်းတော်ကအခုတန်းရမယ့်လူရိုင်းတွေစီကိုဒီရွာသားတယောက်နှစ်ယောက်လောက်ခေါ်သွား။အခြေအနေတေချာလေ့လာပြီးပြန်လာခဲ့။ကျွန်ုပ်တို့ရှောင်းမဲ့အချိန်နဲ့ကွက်တီပေါ့။ညီမအဲ့ဒီလိုမလုပ်ချင်ဘူးဝက်ဝင်မျိုးနွယ်စုနေရအရက်ကိုအကူနဲ့ညီမသွားမယ်တခြားသူတွေကရန်သူလူရိုင်းစီကိုသွားအဲ့ဒီလိုလုပ်ချင်တယ်ညီမလိုက်မလို့လားအိမ်မှာပဲနေခဲ့ပါခလေးနဲ့အကူကိုစိတ်မချဘူးလိုက်ခဲ့မယ်တောင်းကိုကြတော့ဘသူနဲ့ထားမှလဲရွာထဲကထိန်းနေကြလူတွေစီကိုအပ်ခဲ့မယ်အဲ့ဒီလိုတော့မဖြစ်သေးပါဘူးမတော်တဆရန်သူရောက်လာမလွယ်ဘူးတောင်းကမင်းကလေးနဲ့ကြံခဲ့ကွာဝဲကြီးဝဲကောင်နှွှဲမယ်တွေးထားကြမှာဗျာခလေးနဲ့အိမ်မှာကြံနေရမလဲလား။ဦးညီပါတာဝရမင်းနဲ့ဆိုတားပြောမှာပါ။ဟုတ်တယ်မလားတားလေး။ဟုတ်ဦးတာဝတားကိုတိုင်းတင်ပေးရမယ်။ပုံမြင်ပြောပြရမယ်။အမလေးဗျာငါအဖြစ်ကလေအိမ်ကခလေးထိတ်မဝလို့ဟိမဝဲနာအထိနာပြီးခလေးထိန်လုံနေရတဲ့ဘဝ။တာဝစိတ်ပြက်လက်ပြက်ညှိတွားတဲ့စကားကြောင့်ကျွန်ုပ်တို့ပြုံးလိုက်မိကြတယ်။ဘန်ဒူရာရွာသားတယောက်နဲ့မဲလုံးနဲ့ရှမ်းတော်ရန်သူလူရိုင်းတွေရှိတဲ့နေရက်ကိုသွားဖို့ထည့်ပြီးရင်ရွာသားကိုကြိုးကြောင်ပြောပြနေဟန်စကားရှိပြောနေတယ်။ရွာသားလူရရတောကျွမ်းတဲ့တောမှုစုတယောက်လိုသိရတယ်။ရန်တော်နဲ့မဲလုံးကကျွန်ုပ်တို့နှုတ်ဆက်ရင်လူရိုင်းနောက်ကလိုက်ပါသွားကြတယ်။ကျွန်ုပ်နဲ့ဘန်တူရာလေးလိုအပ်တာတွေယူဆောင်ပြီးခရီးထွက်ဖို့ပြင်ဆင်ကြတယ်။ဖေနဲ့မေရန်သူလူအပြက်သာရှင်းခဲ့။ကျွန်တော်လူကြီးမဖြစ်သေးလို့ပေါ့။လူကြီးဖြစ်လာရင်ဖေနဲ့မေကိုအိမ်မှာပဲအေးဆေးနေခိုင်းမယ်။ရန်သူလူသားပဲရှင်းပြမှာ
လာရလေးစကားကိုကျွန်ုပ်တို့ပြုံးလိုက်ကြရင်မိသားကိုရှုံပါတယ်ဦးလေးသားဝစကားကိုနားထောင်ပြီးတော့အိမ်မှာအေးဆေးနေနော်ဖေတို့မကြခင်ပြန်လာခဲ့မယ်သားလေးသားဝသားကိုဂယုစိုက်ကွာလင်မယားနှစ်ယောက်အေးဆေးသာသွားကြနောက်ဆက်မတင်းနဲ့ရွာရန်သူတွေကက်မလာစေအောင်ကုန်ရှင်းပြမှာသားဝအကြောင်းသားဝဆိုတာဘာလဲပြလိုက်မယ်သားဝပောက်ကရပြောဆိုရင်ကြံနေခဲ့တယ်ကျွန်ုပ်နဲ့ဗန်တူရာရွာထွက်လာကြတယ်ကျွန်ုပ်ရိတ်ခါနဲ့လိုအပ်တဲ့အသုံးဆောင်တွေထည့်ထားတဲ့ကြောပိုးအိတ်ကိုလွှဲပြီးဗန်တူရာကိုသူ့ရဲ့တနက်ကလွှဲပြီးတော့ဘာမှမသေးခိုင်းဘူးနေ့နေ့စားချိန်ရောက်တော့စမ်းကြောင်းတစ်ခုအနီးမှာဝါကြည့်အောင်နဲ့ထမင်းချက်ကြတယ်ကျွန်ုပ်ကကြောက်တုံးကြီးမှကန့်နေတဲ့ကြောက်ငါးကိုဝချုံနဲ့ထိုးပန်းတော့တပိတ်သားခန်းရှိတဲ့တကောင်ရှားတဲ့အတွက်ငါးကင်ထားလိုက်တယ်ဗန်တူရာကျွန်ုပ်ရဲ့လောက်ကင်ပုံတွေကြည့်ပြီးတော့ပြုံးနေတယ်ဘာတွေသဘောကျလို့ပြုံးနေရလဲညီမအရင်အကြောင်းပြန်တရိယာသွားလို့ပါအဖေကကို့ကိုဘလူးကြီးတပ်ဖို့လှုပ်လိုက်တာလေညီမနောက်ကစိတ်မချလို့လိုက်လာခဲ့တာကိုနဲ့ညီမတွေ့ကြအများစုကအန်ဒီရဲ့ခက်ခဲများတာကြီးပဲကြည်နူးစရာအချိန်တစ်ခုပဲရှိတယ်ဘယ်အချိန်သွားပြီးတော့ကြည်နူးစရာရှိနေရလဲအခုမပြန်ခင်ညလေလာလေတာနေတယ်တောင်ကုန်းထိပ်မှာအခုရဲ့လက်မမော်ခေါင်းအိပ်ပြီးတော့လာမင်းကိုငေးကြည့်ရတာလွမ်းဖို့လေကောင်းကြည်နူးဖို့လေကောင်းတယ်လူရိုင်းကောင်းဆောင်လေးဖြစ်နေပြီခလေးမင်းလေးဖြစ်နေပြီကြည်နူးချင်သေးတာပေါ့ဟုတ်လားကိုချစ်တဲ့သူနဲ့ဆိုရင်စိတ်ကအလွန်လိုကြည်နူးနေမိတာအရေးကြီးတာတခုပြောရမယ်ကိုဒီစကားညီမအတွက်ပြောတာမဟုတ်ပါဘူးသားအတွက်ပြောတာပါညီမကိုစီကဘာမှမတောင်းဆိုဘူးလားကိုသိပါတယ်ပြောပါညီမသားအတွက်ဘာလို့အဲ့လိုလဲတခြားရာထက်သူဖခင်မြတ်တာလို့နေတယ်သူသိတဲ့စတွေကသူ့ဖေကရွာရဲ့သူရဲကောင်းတယောက်ဖြစ်ရွာသားတွေပြောပြလို့ကို့ကြောင့်တွေသိရတယ်သူကအကိုပေါ်တားထင်ကြီးလေးစားတာသူဖြစ်ချင်တာလေအကိုလိုအကိုဘယ်တော့လာမလဲလို့မေးတာသမျှညီမလေးသားလေးကိုလိန်နေရတာကြာတော့တနာလာတယ်သူအကိုပုံစံဘလို့ရှိနေမေးပြီးအကိုပုံစံကိုစိတ်ကူးနဲ့ပုံဖော်ပြီးတော့ချစ်နေတာအကိုပြန်မယ်ဆိုရင်သားလေးခံစားနိုင်ပါမလားအကိုပြန်မဲ့နေ့ကိုတွေးကြောက်နေတယ်ဗန်ဒူရာစကားပြောရင်အတန်တွေတုံရင်ပြီးမျက်ရည်ကျလာတဲ့အတွက်ကျွန်ုပ်သူ့နားပြေးသွားရင်မျက်ရည်တွေတုပ်ပေးမိတယ်အခုလက်ရှိအချိန်လေးကိုပျော်ပျော်နေကြရအောင်အကိုလေးပြန်သေးတာမဟုတ်တာမငိုတော့နဲ့နော်ဗန်ဒူရာတွေးတယ်လို့ကျွန်ုပ်လေးတွေးဘူးတယ်အသက်လူပဲတိုက်နေရတာထပ်ပင်ပန်းတာကြောင့်ကြောက်လန့်ပြီးဒီအတွေးကိုခဏမီးဖြောက်ထားခြင်းပဲဗန်ဒူရာနဲ့ကျွန်ုပ်စားတော့ပြီးခရီးထက်ဆက်ခဲ့တယ်တတော်ဝင်တတော်တက်ခရီးစင်ဖြတ်တန်းရင်ညနေဆောင်မှာစကန်းချဖို့နေရရွှေ့ပြီးချက်ပြုတ်စားတော့ပြီးတော့မီးဖိုပြီးမီးလုံရင်ဗန်ဒူရာကျွန်ုပ်ပကုံးပေါ်ပန်းအပ်မိပြီးလာရလေးငယ်စင်ရစပြီးအရွယ်ရောက်လာတဲ့အကြောင်းတွေကိုပြောပြနေတယ်ကျွန်ုပ်ကိုရှာမေးဆိုပြီးရိတ်ခါတွေယူပြီးတခါထွက်သွားဖို့ကြောင်းဗန်ဒူရာလည်းစိတ်ပူပြီးလူစုပြီးတော့လိုက်ရှာတော့မှနင်းတော်ထဲမှာလေးကျသတိလင့်နေတဲ့လာရကိုတွေ့ရကြောင်းပြောတော့ကျွန်ုပ်မျက်ရည်ဝိုင်းရတယ်မနက်၄ နာရီလောက်မှဗန်ဒူရာအိတ်သွားတယ်ကျွန်ုပ်အိတ်မပြောနိုင်ကျွန်ုပ်ဘဝမှာသားသမီးဆိုလို့အလာရတယောက်သာရှိတော့သားလေးနဲ့ကျွန်ုပ်နေလို့တာအမှန်ပဲညောင်ကိုင်းရွာမုတ်ဆိုးဖို့တီဘဝကိုနှီးကုန်းချုပ်ပြီးအခုနေရာမှာနေသွားကျင်တာစိတ်ဆန္ဒအမှန်ပဲဖြစ်ကြောင်းဝန်ခံလို့တယ်နော်ရကျွန်ုပ်မဖြစ်မနေထဲ့တွင်းရမယ့်လူကနော်ရပဲကျွန်ုပ်တက်တဲ့ခင်ကျေးဇူးရှင်မှတ်ညံပျောက်ဆုံးနေချိန်မှာရှားလိုက်တဲ့ဇနီးမယားဆွေမရှိမျိုးမရှိတကောင်ကျွမ်းသူ့ဘဝကျွန်ုပ်ဖန်တီးတိဆောက်ပေးထားတဲ့ဘဝတစ်ခုအသက်ငယ်ပြီးခလေးစိတ်မပြောက်သေးမရင်ကျက်သေးကျွန်ုပ်သာအခုနေရာမှာနေဖို့ဆုံးဖြတ်လိုက်ကျွန်ုပ်တိဆောက်ပေးထားတဲ့ဘဝတစ်ခုကိုကျွန်ုပ်ပြန်လဲဖျက်ဆီးရတော့မယ့်အခြေအနေကျွန်ုပ်စိတ်တွေရှုပ်ထွေးလာလို့ရှေ့ဆက်မတွေးပဲထမင်းချက်ဖို့ပြင်းစင်တယ်ဗန်ဒူရာနိုးတော့မနက်စာစားတော့ပြီးခရီးဆက်ခဲ့တယ်နေ့လယ်ပိုင်းချိန်မှာတောင်ကြားလမ်းဝတစ်ခုရှိကိုရောက်လာကြတယ်တောင်ကြားအတွင်းမြူတွေဆိုင်းတွေလို့တွင်းကိုမမြင်ရဘူးဝက်ဝီမျိုးတွေစုနေတဲ့နေရာကိုဒီတောင်ကြားကသွားမယ်ကိုမြူတွေဆိုင်းနေပါလားကိုနောက်ကလိုက်ခဲ့ညီမကျွန်ုပ်ကဝက်ဝုံစီးနာသူပေးထားတဲ့လေဆွဲပတိကိုလေပင်မှာဆွဲပြီးတောင်ကြားအတွင်းဝင်ခဲ့တော့ဗန်ဒူရာကျွန်ုပ်တို့ကကက်ပြီးတော့လိုက်ပါလာတယ်ကျွန်ုပ်တို့တောင်ကြားအတွင်းအဝေးကိုလှမ်းမမြင်နိုင်အောင်မြူတွေကမြင်ကွင်းကိုပိတ်ဆို့ထားတယ်ကျွန်ုပ်သတိအနေထားနဲ့ရှေ့ကိုရှောက်လာတော့10 မိနစ်ခန့်တောင်ကြားလမ်းဖြတ်တန်းပြီးတခြားတစ်ဖက်ရောက်သွားတယ်တခြားတစ်ဖက်နေရာမှာမြူတွေပိတ်ကစီးပြီးပတ်ဝန်းကျင်မသိမကွဲတွေ့နေရတယ်ကျွန်ုပ်တနက်ကိုတင်ထားလိုက်တယ်အခုနေရာမှာတနက်တစ်ချက်ဖောက်လိုက်မိရင်အသက်ပြောက်သွားနိုင်တာမို့ဗန်ဒူရာကိုလည်းတင်ခိုင်းထားရတယ်ကျွန်ုပ်တို့ရှေ့ကိုစမ်းတဝါးဝါရှောက်နေကြတဲ့အချိန်
ဝက်ဝုံအော်တန်းတွေအရက်လေးမျက်နှာကြားလိုက်လို့ကျွန်ုပ်နဲ့ပန်းတူတာနေရာမှာရက်လိုက်ကြတယ်ဝက်ဝုံတွေမကြောက်နဲ့ညီမဝက်ဝုံလေးကောင်ရုတ်တရက်ပေါ်ထွက်လာပြီးကျွန်ုပ်တို့ဝိုင်းထားပြီးတော့အဆွဲဒီပေါ်အောင်သွားပြေးမှန်းဖီးပြီးမတန်ဆက်ရရင်ကုတ်ချစ်ကြိုက်ခဲတော့မဲ့အလားရှိနေပေမဲ့ရှေ့ကိုတိုးမလာပဲမနီးမဝေးရဝိုင်းထားတယ်ဝက်ဝုံကြီးတွေကရှားပါမျိုးစိတ်တစ်ခုပဲအရွယ်ကနွားတကောင်အရွယ်စားဖြစ်ပြီးတော့အယောင်ကဖြူဖွေးတဲ့ရှောင်းတွေဖြစ်ကြတယ်စကားပြောတန်ကြားရပြီးလူတယောက်ဝက်ဝုံနေကြားကနေကျွန်ုပ်တို့ထမ်းလျှောက်လာနေတယ်ဒီနေ့ကိုအခွင့်မရှိပဲလာတဲ့သူတွေအတွက်တည်တယ်မေးတဲ့လာရလန်းတိုင်းပြန်ဆုပ်ဖို့ပြောနေတယ်ဒီနေ့ကလူတယောက်ကိုလာတွေ့တာပါလို့ပြောပေးပါညီမဘန်ဒူရာကိုစကားပြန်ပြောခိုင်းပြီးကျွန်ုပ်ကလေဆွဲပတိချုပ်ပြီးတော့ဒီလူမြောက်ကိုင်းမြောက်ပြတော့ဒီလူကလေဆွဲပတိကိုမယုံကြည်နိုင်ဟန်ကြည့်ပြီးရှေ့တိုးလာရင်ကျွန်ုပ်လက်ကပတိကိုဆွဲယူကြည့်တယ်ပြီးရနောက်ဒေါသတကြီးစကားပြောနေတော့ဘေးကဝက်ဝင်တွေလည်းရန်လူတဲ့အမူအရာမျိုးနဲ့မန်းဖီးနေတယ်ဘန်ဒူရာကဒီလူကိုသူတို့ဘာသာစကားနဲ့စကားတွေများစွာပြောပြီးမှမျက်နှာပြေရော့သွားပြီးဘန်ဒူရာကိုစကားလှမ်းပြောပြီးလာရလန်းတိုင်းပြန်လှည့်သွားတော့သူနောက်ကနေဝက်ဝင်တွေအိမ်မွေးတိုရစ်ဆန်တွေပမာလိုက်သွားကြတယ်ကြောက်လန့်နေတဲ့ဘန်ဒူရာမျက်နှာပြုံးသွားပြီးဒီလူနောက်လိုက်ဖို့ပြောလာလို့ကျွန်ုပ်တို့လည်းဒီလူနောက်ကလိုက်ခဲ့ကြတယ်တန်ကြာလျှောက်သွားပြီးတော့မြူရီနှင်းငယ်ရှင်းလာပြီးပတ်ဝန်းကျင်ကိုထင်ရှားစွာမြင်တွေ့လာရတယ်ကျွန်ုပ်တို့သွားရလမ်းဘေးတစ်လျှောက်မှာဝက်ဝင်ဖြူတွေလှုပ်ရှားသွားလာနေတာတွေ့ရတယ်။များပြားလာတဲ့ဝက်ဝင်တွေကိုတနေရာထဲမှာတစုတစည်းတည်းတွေ့ရတာအံ့ဩဖွယ်ရပဲ။ရှေ့ကသွားနေတဲ့သူနေရာတစ်ခုမှရှင်းလိုက်တယ်။သူရက်နေတဲ့နေရာကြောက်တာတစ်ခုဘေးမှာကပ်ပြီးနန်းတော်တစ်ခုဘက်မှာကြောက်သားတွေပုံပေါ်ထူးစစ်ထားတဲ့နေရာဖြစ်တယ်။ခန္ဓာကြီးကျယ်လုံးနဲ့စိတ်ကူးဖြစ်တယ်။ဘလို့ပေပုံတိဆောက်ထားတာကိုစဉ်းစားလို့မရနိုင်။ကျွန်ုပ်တို့တွေအံ့ဩစွာကြည့်နေရဲ့ချိန်ရှေ့ကသွားနေသူကကြောက်လေကားတစ်တွေနင်းတက်သွားလို့ကျွန်ုပ်တို့လည်းလိုက်တက်ခဲ့ကြတယ်။လေကားတဲ့အစုံမှာဝင်ပေါက်ကဝင်သွားကြတော့တွင်းပိုင်းမှာအလင်းရောင်ရစေဖို့စီမီခွက်တွေထုံးညှိထားတယ်။တွင်းပိုင်းနေရန်တွေမှာတစ်ဆေးနဲ့ရှေးနှောင်းလူတွေရဲ့လက်ရပကြီးတွေတွေ့ရတယ်။အဲ့ဒီအခန်းကတဆင့်ဘေးဘက်ကြောက်လေကားတွေနင်းတက်ပြီးပုံဆက်တက်လာကြတယ်။လေကားတောင်ကျိုးတင်းနေရမှာဝင်ပေါက်တစ်ခုစီရှိနေပြီးကြောက်တကားတွေပိတ်ထားတာတွေ့ရတယ်။ကျွန်ုပ်တို့ဦးဆောင်ခေါ်သွားသူကလွဲပြီးတခြားဘသူမှမတွေ့ရသေးဘူး။လေးတဲ့မြောက်ပုံစုံတက်ကိုလျှောက်တော့ဦးဆောင်ခေါ်လာသူကပြင်ဘက်ကနေအတန်ပြုတ်ခေါ်နေတယ်။တွင်ပြင်ချိတ်ဆက်ထားတဲ့တူတဲ့ကျိုးရစောင်းလည်းဆွဲနေတယ်။မကြခင်တကားပွင့်သွားပြီးရှေ့ရလူဝင်လာဖို့ပြောတော့ကျွန်ုပ်တို့လည်းလိုက်ဝင်ခဲ့တယ်။တွင်ရတကားဖွင့်ပေးသူမတွေ့ရဘူး။တွင်ပိုင်းကိုလျှောက်တော့အံ့ဩစရာမြင်ကွင်းကိုမြင်တွေ့ရတယ်။တွင်ပိုင်းမှာကျဲဝန်းပြီးတွင်ပိုင်းထိဖောက်လုပ်ပြီးခန်းဆောင်တွေဖွဲ့စည်းထားပုံရတယ်။ကြောက်စပွဲကြောက်ကလေးထိုင်တွေကစဝင်တဲ့ခန်းမှာရှိနေတယ်။ကျွန်ုပ်တို့ထိုင်နေဖို့လက်ပြပြီးဒီလူအတွင်းကိုဝင်သွားပြန်တယ်။သူ့လက်မှာကျွန်ုပ်ထံလေဆွဲပရိကိုယူသွားတယ်။ဒီနေရာဘလူးကြီးလည်းမသိဘူးနော်ကို။ကြောက်တောင်ဖောက်ပြီးတော့စောက်ထားတော့အံ့ဩဖို့ကောင်းတယ်။တစ်စင်မှာအခန်းတစ်ခုစီဖွဲ့ထားပုံရတယ်။အခန်းတွေကလည်းအင်ကြီးတစ်လုံးစာမျိုးပဲ။မိန်းကလေးနှစ်ယောက်ထွက်လာတာမြင်ရပြီးသူတို့လက်အတွင်းသီးနှံတွေပါလာတယ်။ကျွန်ုပ်တို့ရှေ့မှာသီးနှံတွေချပေးသလိုရေနှစ်ခွက်လဲချပေးတယ်။မိန်းကလေးတယောက်ကစကားပြောတော့ဗန်ဒူရန်လည်းပြောရင်းစကားပြန်လည်ပြောကြပြီးခဏကြာအတွင်းကိုပြန်ဝင်သွားကြတယ်။မာရီပြောနေကြလေညီမဒီနေရာအကူကြီးဆုံးအိမ်နဲ့သူ့မိသားစုနဲ့သူ့လူတွေနေတယ်။အောက်ထက်ကသူ့ညီညီမတွေကသူတို့မိသားစုတွေနဲ့နေကြလို့ပြောတယ်။တခြားနောက်ထပ်လူတွေမရှိဘူးလားမေးတော့အောက်ဘက်တစ်တော်တွေမှာနေကြတာတဲ့။ဒါဆိုဒီမိသားစုကဝဝင်မျိုးနွယ်စုမှာခေါင်းဆောင်ပိုင်းနေရလူတွေဖြစ်မယ်။ခုကိုတို့ရောက်နေတာသူတို့မျိုးနွယ်ရဲ့အကြီးဆုံးလူဖြစ်မယ်ထင်တယ်။ကျွန်ုပ်တို့စကားပြောနေတဲ့အချိန်ကျွန်ုပ်တို့လမ်းပြခေါ်သွားသူပြန်ထွက်လာပြီးကျွန်ုပ်ကိုလေဆွဲအပ်ပြီးတော့ပြန်ထွက်သွားတယ်။မကြခင်လူတယောက်ပြင်ကိုထွက်လာတယ်။ဝဝတရေချုံပြီးဥကောင်းမှာဝဝင်ကောင်းကြီးကိုဥထုတ်ပုံစံစောင်းထားတယ်။ကျွန်ုပ်တို့မတ်တက်ရက်ကြတော့သူကထိုင်ဖို့လက်ဟန်ပြပြီးကျွန်ုပ်တို့ရှေ့မှာဝင်းထိုင်တယ်။ဒီခါကျမှဒီလူကကျွန်ုပ်ထံအသားကင်တောင်းစားသွားသူမှသိနိုင်ရတယ်။ဒီလူနဲ့ကျွန်ုပ်စကားပြောတာကိုဗန်ဒူရာဂျားနေဘာသာပြန်ပေးတယ်။တွေ့ရတာဝမ်းသာပါတယ်မိတ်ဆွေ။ခမည်းစီကအသားကင်စားခဲ့ရတဲ့ကျေးဇူးမမေ့ပါဘူး။ကျုပ်3ရက်လောက်ထမင်းငတ်နေခဲ့တဲ့အချိန်မို့အများကြီးလဲစားလိုက်မိတယ်။တကယ်စားလောက်နေတဲ့သူကြွေးရတာမို့ခမည်းစားတော့တာအတွက်ဝမ်းတောင်တာပါတယ်။ကျုပ်နာမည်မာဂရီအခုဝဝင်မျိုးနွယ်စုခေါင်းဆောင်ပါ။ကျွန်ုပ်နာမည်ဖိုးတေပါ။ဒါကျွန်ုပ်စနီပန်းတူတာ။သူလဲသူ့လူမျိုးစုခေါင်းဆောင်တယောက်ပါ။မင်းကဘယ်ကလဲဖိုးတေ
မင်းကြည့်ရတာလူရှုပ်ထွေးတဲ့တန်းပြည်ဘက်ကလာပုံရတယ်လက်နက်ကလေဟိုမကောင်းဆိုးကအရိုင်းဆိုင်တွေခိုင်းတဲ့လက်နက်မျိုးကျွန်ုပ်မြန်မာပြည်ကနေလာတဲ့လူတစ်ယောက်ပါဒီနေ့ပဲအမြဲမနေပေမဲ့3-4ချိန်ရောက်ဖူးပါတယ်ခမည်းလေဆွဲပြီးပြန်ယူပါကျွန်တော်အတွက်ဘာမှအသုံးမတည့်ပါဘူးဝမ်းသာတယ်ကွာမင်းအတွက်အသုံးမတည့်ပေမဲ့ခေါင်းဆောင်တယောက်ရဲ့အမှတ်သားမှုငါတန်ဖိုးထားတယ်စားစရာတဝစားပြီးတခုခုပြန်ပေးကြတာနဲ့ငါတန်ဖိုးထားတဲ့လေဆွဲပတိကိုပေးခဲ့တာမင်းဘာပြောချင်လဲပြောပါငါတက်နိုင်တာဆိုရင်အားလုံးပေးပါမယ်ကျွန်ုပ်ခမည်းရဲ့ရှာရူးခုံရှိန်ဝါကိုမြင့်တင်ပေးနိုင်မယ်လက်နက်တစ်ခုပေးခြင်းနဲ့အဲ့ဒီလက်နက်သားရှိရင်ခမည်းတို့မျိုးနွယ်စုမှာခမည်းကိုဘယ်သူမှအာခံဝတ်မှာမဟုတ်ဘူးကျွန်ုပ်စကားကြောင့်မာဂရီမျက်လုံးတွေအရှောင်လက်သွားတယ်လူမျိုးစုတွေမှာခေါင်းဆောင်နေရမှန်းနေကြသူတွေများပြီးအချိန်ပြည့်အကောက်ကြံမှုချောင်းမြောက်နေမှကျွန်ုပ်တွေ့ကြုံရသိနေပြီးသားမို့စကားကမ်းလှမ်းတော့ထင်တယ်လို့ဖြစ်လာတယ်ငါစိတ်ဝင်စားတယ်ပြောဘာလက်နဲ့လဲကျွန်ုပ်ကတနက်ကိုသူ့ထံကမ်းပြီးတော့စိတ်ဝင်စားကြည့်နေတယ်ဒီလက်နဲ့လေးကအဲ့လောက်တော့စွမ်းတာလားလူတက်နိုင်တယ်ခမည်းဝက်ဝင်တွေတော့တေခွက်နေရထီတစ်ချက်ထဲနဲ့တေအောင်တက်လို့ရတယ်လူတွေကိုလိုက်ဖမ်းနေတဲ့ရိုင်းဆိုင်ကောင်တွေကင်တာတော့မြင်ဘူးတယ်အစွမ်းကိုတော့မမြင်ဘူးသေးဘူးပြလို့ရမလားဟိုကောင်တွေကင်ထားတာတခါပြစ်ပြီးနောက်တစ်ချက်ပြစ်ဖို့လုပ်ရတာအချိန်ကြာတယ်ဒီနက်နက်ကသူတို့ထက်အများကြီးတာတယ်ခမည်းသာကျွန်ုပ်ပြောတဲ့အလုပ်လက်ခံရင်ပြစ်ခတ်တာတွေပါတင်ပေးမယ်ဒီနက်နက်သာခမည်းလက်ထဲရှိနေခမည်းကိုဒီနေရာမှာဘသူမှပြန်မလန်ဝတ်တော့ဒါကတကယ်အဝေးရပြစ်မှတ်တွေကိုလည်းပြစ်လို့ရတယ်ငါဘာလုပ်ပေးရမလဲပြောကွာဒီလက်နက်ကကြိုက်နေပြီခမည်းပြောတဲ့အရိုင်းဆိုင်ကောင်တွေကိုကျွန်ုပ်တို့တိုက်တဲ့အခါခမည်းတို့ဝင်ကူပေးရမယ်ဟာငါတို့ပြင်ပကိစ္စကြားဝင်လို့မရဘူးဟိုတစ်ခါမင်းနဲ့စုံတာငါတို့လူတယောက်နဲ့ဝဲပုံတကောင်တက်သွားတဲ့ကောင်တွေကိုသွားတိုင်ရင်နဲ့တွေ့တာခမည်းစဉ်းစားပေါ့ဒီကောင်တွေအင်အားကြီးနိုင်ခမည်းတို့စီကိုလည်းအနှေးမြန်ရောက်လာမယ်အခုသူတို့အင်အားနည်းလို့ငြိမ်နေတာအဲ့ဒီချိန်ကျရင်ခမည်းဘလို့ရင်းဆိုင်မလဲသူတို့မှဒီလိုလက်နက်တွေပါလာမှာနော်နောက်ပြီးတော့စောနာပြောသလိုအားလုံးကြောက်ရတဲ့လက်နက်ပိုင်းရှင်ခမည်းဖြစ်နေဖို့လိုတယ်မာဂရီအတန်းကျငြိမ်သက်သွားတယ်ကျွန်တော်စပီတီတစ်လုံးယူစားရင်မာဂရီအဖေကိုစောင့်ဆိုင်နေတယ်ငါဒီနက်နက်အစွမ်းလက်တွေ့မြင်ကျင်တယ်ကြာရင်မင်းပြောတာလက်ခံမယ်ကောင်းပြီလေဒါဆိုအောက်ကိုသွားကြတာပေါ့အဲ့ဒီမှာခမည်းကိုလက်တွေ့ပြမယ်မာဂရီမိသားစုဝင်နေနဲ့သူ့အိမ်ကအလုပ်လုပ်တဲ့သူတွေထွက်ကြည့်ကြတယ်15ရောက်ခန့်ရှိမယ်မာဂရီကထူးဆန်းတဲ့လက်နက်စမ်းတင်ပြမယ်ဆိုလို့ကျွန်ုပ်တို့အောက်ဆင်းတော့နောက်ကလိုက်လာကြတယ်အောက်ဖက်ရောက်တော့မာဂရီမရက်ပဲရှေ့ဆက်သွားတယ်ဘဝွန်တွေကလူနဲ့အနီးကပ်တွေ့ရပေမဲ့အရေးတော်မထားဘူးတန်ကြာလျှောက်ပြီးတော့သူတို့နေထိုင်တဲ့နေရာနဲ့ဝေးလာတယ်မာဂရီကပတ်ဝန်းကျင်မျက်လုံးကစားပြီးပြစ်ခတ်ရမယ့်သားကောင်ရှာနေသလိုကျွန်ုပ်လည်းရှာနေတယ်ကျွန်ုပ်ဝမ်းသာသွားတယ်တစ်ဖက်တောင်ကျောထိပ်မှာတောဝက်3-4ကောင်တွေ့တယ်အေးစစ်စစ်သွားနေခြင်းပဲကျွန်ုပ်ကမာဂရီကိုတောဝက်အုပ်ရှိရလက်ညှိုးညွှန်ပြပြီးတခြားသူတွေကိုခြံပြီးတော့ပြေကွင်းတာတဲ့နေရာအထိချင်းကပ်သွားပြီးဝက်အုပ်တွင်းကဝက်တကောင်ပြစ်ချလိုက်တယ်ပြင်းထန်တဲ့ကော်ရိုက်ရှားပောက်ကွဲတန်ဟိမ့်ထွက်ပြီးတောဝက်ကြီးကြီးစန်းထိမှန်ပြီးတရှိန်တို့ပြေးရင်ဘိုင်းနဲ့လဲသွားတယ်နောက်ကိုလှည့်ကြည့်တော့အံ့ဩထိန်လန့်စွာရှိနေတဲ့မာဂရီနဲ့သူ့မိသားစုကိုတွေ့ရတယ်မာဂရီကသူ့လူ2ယောက်ကိုတောဝက်ကိုသွားတဲခိုင်းတော့တောဝက်ထမ်းပြီးမကြခင်ပြန်ရောက်လာကြတယ်ကြည်စန်းနှစ်ထင်းအဆက်ကိုမှန်သွားတာတွေ့ရတယ်ကျွန်ုပ်နဲ့မာဂရီပြောစကားကိုဘန်ဒူရာထပ်မှန်ပြီးတော့ဘာသာပြန်ပြောပြပေးတယ်မိုးချိုးလက်နဲ့ပဲဒါကကောင်းကင်နှစ်ဖျားတွေမှာပဲရှိတာအတန်လဲကျဲတယ်အဝေးကြီးကသားကောင်လေးပြစ်လို့ရတယ်ကြောက်စရာကောင်းတဲ့လက်နဲ့ပဲခမည်းမလို့ခြင်းလားဒီနက်နက်အသုံးပြုနေပါကျွန်ုပ်သင်ပေးမယ်ခမည်းလောက်ရမှာကျွန်ုပ်တို့ကူတိုက်ဖို့ပဲမလွယ်ပေမဲ့ကျုပ်ဒီနက်နက်ကိုသဘောကျတယ်ခေါင်းဆောင်တယောက်အနေနဲ့အားလုံးအမိန့်ပေးပြီးခေါ်ရတော့မယ်ဘယ်နဲ့လာမလဲပြောဖို့တည်းကျွန်ုပ်နဲ့ဘန်ဒူရာရက်ကိုတိုင်ပင်ကြည့်တော့တပတ်ခန့်အချိန်ဆိုရင်အဆင်ပြေနိုင်တာမို့ရက်ချင်းပေးနိုင်တယ်မာဂရီကသူ့မိသားစုနဲ့စကားပြောဆိုနေတယ်ဘန်ဒူရာပြန်ပြောပုံရသူတို့မိသားစုအတွင်းရေးပြဿနာတွေဖြစ်တယ်သူညီနောင်တွေကသူ့ကိုအားခံပြီးသူ့နေရာလူဖို့ကြံစီနေတာကိုအခုလက်နဲ့သာရသွားရင်သူ့ဘယ်သူမှအားခံဝန်းတော့မှမဟုတ်ကြောင်းပြောနေတော့မိသားစုလည်းဆရာတက်ကြစွာရှိနေတယ်ကျွန်ုပ်ကဒီအတိုင်းဆိုရင်ကူညီတောင်းဖို့မလွယ်တာမို့မလုံးပေးပြီးကူညီတောင်းလိုက်ခြင်းပဲကျွန်ုပ်တို့ပြန်မဲ့အကြောင်းပြောတော့မာဂရီကအေးအေးဆေးဆေးပြန်ဖို့ပြောပေမဲ့အရေးကြီးကိစ္စတွေရှိနေသေးတဲ့အတွက်ချက်ချင်းပြန်လို့ကြောင်းပြောတော့သူ့တပည့်တယောက်ကိုဝက်ပုံနှကောင်လဲပတ်ကျိုးတွေတက်ပြီးခေါ်လာခိုင်းပြီးတော့ကျွန်ုပ်တို့စီးခိုင်းနေတယ်ဘန်ဒူရာမစီးရဲချောင်းညင်းပေမဲ့ကြောက်စရာမလိုကြောင်းပြောလာတဲ့ပြင်ကျွန်ုပ်ကလည်းစီးခိုင်းတော့
ဘန်ဒူရာဝက်ဝွန်တကောင်ပေါ်တက်ပြီးကျွန်ုပ်ကတခြားတကောင်ပေါ်တက်တယ်သူတို့ဖမ်းလာတဲ့သူကကျွန်ုပ်တို့မိတ်ဆွေဖြစ်အရင်ဆုံးနှုတ်ဆက်ပြီးမှတက်ခိုင်းခြင်းဖြစ်တယ်မာဂရီကိုနှုတ်ဆက်ပြီးတော့သူ့ရဲ့ဘက်တယောက်ကိုကျွန်ုပ်တို့ရှေ့ကလမ်းပြလိုက်ပို့စီတယ်ကျွန်ုပ်တို့အဆဆရရအဆင်ပြေသွားပြီးမှဝမ်းသာသွားတယ်ကျွန်ုပ်တို့ထွက်လာတဲ့ချိန်ညနေအောင်စောင်းပြီးဝက်ဝွန်စီးရတာအစပထမရင်နှင်းငယ်ထိတ်နှံပြီးမြနောက်ပိုင်းမှာအဆင်ပြေသွားတယ်အလန်တကြားအော်နီရဲ့ဘန်ဒူရာလေးနောက်ပိုင်းမှာပျော်ရွှင်သွားပုံရတယ်ညမှောင်လာတော့လမ်းမှာအိတ်ကြပြီးနောက်နေ့မနေ့စာစားပြီးတော့ခရီးဆက်ကြပြန်တယ်ဝက်ဝွန်နေဦးဆောင်ထိန်းချောင်းလာသူကအိတ်တလုံးတွင်အသီးနှံတွေထည့်ယူလာသလိုလမ်းမှာဝါရွက်နှုတွေရှောက်ပွေကျွေးမွေးတယ်နောက်နေ့မှောင်ရီပြိုးစာမှာရွာနီးရောက်လာကြတယ်ဝက်ဝွန်ပေါ်ကကျွန်ုပ်တို့ဆင်းလိုက်ပြီးတော့လိုက်ဖို့သူကကျွန်ုပ်တို့လက်ပြပြီးလာရလန်းတိုင်းပြန်လှည့်သွားတော့တယ်ရွာကင်းသမားကျွန်ုပ်တို့မှန်းသိတော့ဂိတ်တကားဖွင့်ပေးတယ်တရွာလုံးစီမီအောင်နဲ့ထိန်နေနေရတွေ့ရတယ်အိမ်ပေါ်ရောက်တော့အမေနဲ့ဖေပြန်လာပြီလာရဝမ်းသာအားရပြေးလာလို့ကျွန်ုပ်သားအတန်ကြတော့စိတ်မောပြေးသွားရတယ်လို့ဘန်ဒူရာလေးအမောပြေမှာအမှတ်မင်းဦးလေးတော်ဝါရောဘယ်ရောက်နေလဲသားလေးနောက်ဖွေးခန်းမှာမူးပြီးတော့အိတ်နေရဲ့ဖေပြောတော့ရွာကိုစောင့်ရှောက်မယ်ဘာညာနဲ့တော်ဆိုးတဲ့ကောင်ကျွန်ုပ်နောက်ဖေးဘက်ဝင်လာတော့ထမင်းချက်တဲ့နေရာမှာရက်ဦးနာလဲနေတဲ့တာဝါကိုတွေ့ရတယ်ထမင်းအိုးမိဖို့ပေါ်တင်ထားပေမဲ့မိမရှိတဲ့အတွက်တကူအတိုင်းပဲရှိနေတယ်ကျွန်ုပ်တာဝါကိုကြည့်ပြီးရှိနေမိတယ်ကျွန်ုပ်တို့ရောက်တာကိုသိပြီးမို့ရွာထမင်းလာပို့ကြတယ်ကျွန်ုပ်ထမင်းမစားခင်အရက်တောက်ရင်ရှေ့ဆက်ဘလို့လောက်ရမလဲစဉ်းစားနေမိတယ်ရန်တော်နဲ့မင်းလုံးလာမှခြေနေအကြောင်းရင်းမှန်သိရမယ်တားကြီးနိုင်တားဖေလို့အရက်တော်မတောက်နဲ့ကြားလားတားကြီးနိုင်တားဖေလို့အရက်တော်မတောက်နဲ့ကြားလားတားဖေရောသူ့လူတွေပါအရက်တားတောက်ကြတဲ့လူတွေအဖေတားပိုက်စားပြီထမင်းစားရအောင်ဆက်တောက်မနေရောနဲ့ဟေးတားကိုစားပြီးပြီထင်လို့အဖေကအေးဆေးနေတာလာပြီနော်တားလေးဦးလေးတာဝါပေါ့သူ့လက်ရစပယ်ရှယ်ချက်ကျွေးမယ်ဆိုပြီးမိဖို့ကြောင့်နေဝင်သွားတာပြီးတော့မူးပြီးတော့မှောက်နေတာဖေနဲ့မိမလာရင်ရွာထဲသွားစားတော့မလို့ကျွန်ုပ်အရက်ဆက်တောက်လို့သေးပေမဲ့သားလေးပိုက်စားနေပြီဆိုလို့အရက်တောက်ချင်းရက်လိုက်တယ်မိသားစုနဲ့အတူတကွထမင်းလက်ဆောင်စားချင်တာကြောင့်ပဲကျွန်ုပ်ဘဝတသက်တာမှာမိမတွေကြောင့်အရက်တောက်နားတယ်ဆိုတာမရှိခဲ့ဘူးသားကြောင့်သာကျွန်ုပ်ကိုယ်စိတ်ကိုထိန်းချုပ်ထားခြင်းပဲထမင်းစားတော့သားကျွန်ုပ်နဲ့ဘန်းတူတာကိုဟင်းကိုဥချပြီးမှသူ့ထည့်စားတယ်သားလေးလိမ္မာတည်တဲ့မှုအတွက်ကြည်နူးပီတိဖြစ်မိတာအမှန်ပဲညအိယာဝင်ပုံမြင်ပြောခိုင်းတော့ကျွန်ုပ်ဇလန်းကြီးပြောပြခိုင်းရင်ငြိမ်သက်စွာနားထောင်ရင်အိမ်မောကျသွားတဲ့သားလေးနှစ်ဖူးကသပင်းတွေကိုဖွားဖွားတတ်တင်ရင်သားလေးမျက်နှာကိုတစိမ့်စိမ့်ကြည့်ရင်ရှိနေတယ်ကျွန်ုပ်တွေးတွေများစွာနဲ့ရှိနေတဲ့ချိန်မိဖို့ကြောင့်အတန်ကြားလို့ခန်းထဲကထွက်ပြီးမိဖို့ကြောင့်ပဲသွားကြည့်တော့မိမွေးပြီးထမင်းချက်နေတဲ့တာဝါကိုတွေ့ရတယ်ကိုကြီးတို့ပြန်ရောက်ပြီလားအလုပ်ကိစ္စကိုအဆင်ပြေခဲ့လားဟိဟိခွေးကောင်လူလူသူလူတောက်မှာပေါ့ကွာညနေတည်းချက်တဲ့ထမင်းခုထိမကြက်သေးဘူးလားစမ်းတားမှာတော့စံလုံးပွဲအောင်မနှဲချက်နေရတာအရက်လျှော့တောက်တော့မကြခင်ပွဲကြီးပွဲကောင်နှွှဲရတော့မယ်ဟုတ်ကဲ့ကိုကြီးကျွန်ုပ်အိတ်ခမ်းထဲပြန်ဝင်ရင်သားလေးတစ်ဖက်မှာဝင်အိတ်တယ်မနေ့ပိုင်းမှာသားကိုခေါ်ပြီးကိုယ်ကံပညာအခြေခံအဆင့်ကိုပါစက်ကနေအရင်ရှင်းပြပြီးစတင်သင်ကြားပေးဖြစ်တယ်သားလေးအလာရအတွက်စွန့်လွတ်နေတာမှန်ပေမဲ့သူ့ကိုနောက်တင်ပေးဖို့မသေးကြတာမို့တင်ပေးရခြင်းပဲတာဝအိတ်တလုံးထဲမှာတဲထည့်ပြီးတော့ထိုးခိုင်းနေတယ်ခြေကန်အဆင့်ကိုတာဝအနီးကပ်တင်ပေးနေခြင်းဖြစ်တယ်လာရကလည်းဝမ်းသာအားရကြိုးစားတင်တယ်ကျွန်ုပ်လာရအတွက်ဝယ်လာတဲ့မလာစာအုပ်တွေကတအုပ်ယူပြီးခဲတံနဲ့တိုင်းခွက်အနေအထားပုံစံတွေရေးဆွဲဖြစ်တယ်တကယ်လို့ကျွန်ုပ်ရှိမနေချိန်အလာရကြည့်ပြီးလေ့လာနိုင်စေဖို့လှုပ်ထားပေးခြင်းပဲတာဝကသူ့ရဲ့ပေါက်ထားပြပညာရက်ကိုပါအားနေတဲ့အချိန်မျိုးမှာပူးတွဲတင်ပေးတယ်ပြစ်မှတ်တစ်ခုပြစ်တဲ့အခါပြစ်မှတ်အနေအထားအရလိုက်ပြီးတော့ပြောင်းရမယ့်ကိုနေဟန်ထားကိုတင်ပြပေးတယ်လာရအတွက်အဆင့်လွန်တဲ့လေ့ကျင့်ခန်းတွေဖြစ်ပေမဲ့တင်ပေးရတော့မယ်ညပိုင်းမှာဒီကိုယ်လုံးနာကျင်နေတဲ့သားကိုဘန်ဒူရာကဆေးပင်ဆေးမြစ်တွေရောထောင်းထားတဲ့ဆေးရည်နဲ့ဒီကိုယ်လုံးပုတ်တက်လိမ့်ပေးတယ်လာရထံကကြိုက်ခဲနာကျင်တယ်လို့တခွန်းမှမငီးသူကသူတက်ကျင်တဲ့ပညာရက်တွေသင်နေရလို့ပြောနေပုံရတယ်ကျွန်ုပ်ကရန်တောင်နဲ့မဲလုံးကိုစောင့်ဆိုင်နေတဲ့ချိန်ညနေပိုင်းမှာသူတို့ပြန်ရောက်လာကြတယ်ခရီးဝေးကလာကြတာမို့ကျွန်ုပ်သိနေတဲ့အကြောင်းအရာမမေးသေးပဲသူတို့ပြောမယ့်စကားစောင့်ဆိုင်နေတယ်ရန်တော်ကအဲ့ဒီနေရာဒီကနေသွားရင်တနေ့ခရီးပဲကိုဖို့တေတောင်ကြီးတတောင်ဘေးကတူးနေတာတဲမှာဘာရှိနေတော့မသိဘူးတောက်လျှောက်တူးနေတာအဲ့ဒါနဲ့ဒီရွာပါသွားတဲ့ရွာသားကိုသူတို့နဲ့ရောပြီး
ဘာတူလဲသိအောင်နေဖို့ထားခဲ့တယ်စကားပြောတာကိုတာဝရဲ့ကဘာသုံးစကားနဲ့ပြောတာနော်မဲလုံးကဆက်ပြောလာတယ်တူမီတဲ့နဲ့ကင်ထားတဲ့10ယောက်လောက်ရှိမယ်ကျန်တာတွေကဒီအတိုင်းဓားလန်လေးများကင်ထားတဲ့သူတွေကြီးပဲကိုကြီးတို့သွားတဲ့ကိစ္စကိုအဆင်ပြေခဲ့လားပြင်လာခဲ့ပြီမဲလုံးအကြခင်သူတို့လာကြလိမ့်မယ်ညီမရွာတွေကတိုက်ပွဲဝင်မဲ့သူတွေကိုတခါလေးစုခိုင်းထားတော့မကြခင်တိုက်ပွဲစတော့မှမို့အသင်ပြန်ထားဖို့လုပ်မယ်။တန်တူရာမောင်းတီးပြီးရွာသားတွေစင့်ခေါ်ပြီးတော့အင်ချန်ဝမ်အတွင်းစုစည်းပြီးတဲ့နောက်စကားပြောတယ်။တန်မာရဲ့လူငယ်လူရွယ်20နဲ့ဖိုးကြီး9ယောက်ကြံနေခဲ့ပြီးတခြားသူတွေပြန်သွားကြတယ်။ဒီလူရဲ့တိုက်ပွဲဝင်ဘူးတဲ့သူတွေဒီဖိုးကြီးတွေကလည်းတွေ့ကြုံရင်တုံးမုတ်ဆိုတွေပြပြစ်သမားတွေအတွက်များတဲ့ရှားသလောက်လှုပ်ပြီးကိုပြောထားညီမဒီလူတွေကိုတော့အနီးကပ်တိုက်ခိုက်နေတွေကို10ယောက်တစုခွဲပြီးမဲလုံးနဲ့ရှန်အောင်တင်ပေးလိုက်ကြအချင်းရကက်နေပြီတေချာတင်ပေးလိုက်ကြကျွန်တော်လိုအပ်တာတွေပြောဆိုမှားကြရင်တိုက်ပွဲအတွက်စိတ်နှုတ်ရှာရင်ခုန်နေမိတယ်ပထမတစ်ချိန်နာကျင်ရကျွန်ုပ်တက်လက်မဲလုံးတက်လက်နဲ့တနက်နှစ်လက်ပြီးတော့အေဂရီနောက်တက်လက်ပါထုတ်လာတယ်တခြားသူကိုတင်ပေးဖို့အဆင်မပြေတော့တာမို့ကျွန်ုပ်နှစ်လက်ကင်မှုစဉ်းစားမိတယ်ကျွဲကြိုကရမှုတ်တန်ကြားတာကြောင့်ဗန်ဒူရာနဲ့အတူနောက်ဘက်တကားသွားကြည့်တော့ဘဝင်စီးနာတဲ့မာဂရီကိုတွေ့ရတယ်ကျွန်ုပ်နဲ့မာဂရီတို့ပြောတာကိုဗန်ဒူရာဘာသာပြန်ပေးတယ်တမရက်တောင်ပြည်သေးဘူးစိုးရောက်လာပါလားမာဂရီငါလူတွေတမရက်ရောက်ရင်လာပါလိမ့်မယ်မင်းကမိုးကျိုးလက်နဲ့ပြသွားရဲ့နေ့တည်းငါမှနေမထိထိုင်မသာနဲ့ကွာဒါကြောင့်မင်းတို့နဲ့နေရင်အဲ့ဒါပြစ်တာတင်မလို့ရောက်လာတာခမည်းကောင်ယူရွာသားကြီးလန့်နေပြီတနေရာပို့ထားစမ်းပါမာဂရီကသူ့ရဲ့ဝက်ဝင်ကိုရွာထဲမခေါ်တော့ပဲရွာပြင်တောတွင်းလွတ်ထားတယ်ကြီးမားရဲ့ဝက်ဝင်ကြီးကိုကြည့်ပြီးရွာသားကြီးလက်ဖြန့်နေကြတယ်အိမ်ရောက်တော့ကျွန်ုပ်လူတွေနဲ့မာဂရီကိုမိတ်ဆက်ပြီးတော့မြင်ဘူးသလိုဇဝေးဇဝါဖြစ်နေလို့ဝက်ဝင်ကြီးစီးပြီးသားလာတောင်းစားသူတို့ပြောတော့မှမှတ်မိသွားကြတယ်မာဂရီကိုဗန်ဒူရာပေးရဲ့တနက်ကိုပေးပြီးတနက်အခြေခံသဘောတရားတွေအရင်ဆုံးသင်ပေးတယ်ကြည်ထဲမောင်းတင်ပြစ်ခတ်တာစတာတွေသင်ပေးပြီးတော့တနက်ပြစ်ခတ်ဖို့ထိုင်ပုံထိုင်ပြီးတနက်တင်ကိုပခုံးထောက်ပြီးပြင်းနည်းတွေကိုခောက်ခါသင်ပြီးတော့မာဂရီတယောက်မိုးကျိုးလက်နဲ့ကင်ထားရပြီးဆိုပြီးစိတ်နှုတ်ရှားစွာရှိနေတယ်ကြီးမထည့်ထားတဲ့တနက်မောင်းကိုဆွဲပြီးတကြောက်ကြောက်နဲ့စိတ်ကြိုက်ပြစ်ခတ်ရင်ဂုံယူဝင်ကြွားစွာရှိနေတယ်ကျွန်ုပ်ဗန်ဒူရာမာဂရီလူရှင်းရတောဆက်ကိုလာခဲ့ကြတယ်မာဂရီကိုတနက်ကြီးအစင်းနဲ့လေးကျင့်စေဖို့ပဲကြည်စမ်းအဒီမှာရွှေထက်ရှားတယ်နော်ခမရ3ချက်ပဲပြည့်ပြီးတော့လေးကျင့်ရမယ်ရပါတယ်ကွာဘာလို့ပြည့်ရမလဲဟိုရှိတစ်ပင်ကိုပြည့်ကြည့်မာဂရီကကျွန်ုပ်တင်ပေးတဲ့အတိုင်းမုတ်ဆိုးဒူးထောက်ထိုင်လုံကြုံရေးခလုတ်ဖွင့်ပြီးတနက်ကိုမောင်းတင်ပြီးတော့ပြစ်ထည့်လိုက်တယ်ကျွန်ုပ်မာဂရီကိုကြည့်ပြီးသဘောကျစွာရှိမိတယ်ပြင်းနေကြမဟုတ်တာမို့တနက်ရန်တွန်းကန်အားနဲ့လူကနောက်ကိုရိုင်သွားတာကြောင့်ပဲတော်အားပြင်းတာပဲငါပြစ်တာထိနာကြည်စံဘယ်ရောက်သွားမှန်းတော့မသိဘူးအခုတနက်ကြီးစင်းနဲ့ပြစ်ဖိုးပြီဆိုတော့ရန်တွန်းကန်အားကိုခမည်းချိန်ဆတက်သွားပြီအသက်မမှန်ရှူပြီးရင်ပြစ်တော့မာဂရီကျွန်ုပ်စကားအတိုင်းပြစ်ခတ်တော့တစ်ပင်ကိုထိမှန်တယ်လူနှစ်ယောက်ဖက်မကားတဲ့တစ်ပင်ကိုထိမှန်တာသူ့အတွက်မဟာအောင်ပွဲကြီးပဲဖြစ်တယ်ငါမိုးကျိုးလက်နဲ့ပြစ်နိုင်ပြီဖို့တည်းခမည်းနောက်ဆိုရင်ဒီထက်ပိုပြီးတော့ပြစ်တက်လာပါလိမ့်မယ်ဒီတဲ့နဲ့ခမည်းပိုင်ဖြစ်ပြီးကြည်စံတိုက်ပွဲပြီးရင်ကျွန်ုပ်ပေးနိုင်မယ်ချွေတာပြီးတော့သုံးဖို့တွေ့ရရှောက်မပြည့်နဲ့မိုးကျိုးလက်နဲ့ငါပိုင်ဖြစ်ပြီပေါ့ဝမ်းသာလိုက်တာကွာမာဂရီတနက်ကိုသူ့ပိုင်ရပြီမို့ဝမ်းသာကြီးတာနေတော့တယ်ကျွန်ုပ်တခုလောက်ကူညီတောင်းပေးရစီမာဂရီတကယ်လို့များကျွန်ုပ်မိမရွာမှာဘေးအန္တရာယ်ကြုံခဲ့ရင်ခမည်းကူညီပေးစီခြင်းပါတယ်မင်းကဘယ်သွားမှမမှားနေရလဲကွာကျွန်ုပ်ကဒီမှာအမြဲနေတာမဟုတ်တော့နေရပြန်ရအောင်မယ်ကျွန်ုပ်မရှိတဲ့ချိန်သူတို့သားမိနှစ်ယောက်တည်းစိတ်မချဘူးကောင်းပြီဖို့ဒီတကယ်လို့မိမတို့ရွာအန္တရာယ်ကြုံတာနဲ့ဝဝုံစီမိုးကျိုးလက်နဲ့ကိုင်းပြီးရန်သူတို့ကအပြတ်ရှင်းပေးမယ်ဘာမှစိတ်မပူနဲ့မိုးကျိုးလက်နဲ့ပိုင်ရှင်မာဂရီကွာကျွန်ုပ်နဲ့ဗန်ဒူရာမာဂရီကြည့်ပြီးရှိမိတယ်တာဝက်ကိုကနောက်တစ်ယောက်တွေ့နေရတယ်လို့ပဲမာဂရီကကျွန်ုပ်လူ3ယောက်နဲ့နေတယ်ရှန်တော်နဲ့မဲလုံးရွာသားတွေကိုအနီးကလက်နက်မဲ့တိုက်ခတ်နေလေးကျင်ရမှာသူလဲဝင်လေးကျင်တယ်သူကပစိန်တင်လက်နဲ့တိုက်ပွဲပေါင်းများစွာတိုက်နာသူဖြစ်ပေမဲ့လက်နက်မဲ့တိုင်းကိုတက်ဟန်မတူသဘောကျနေဟန်လဲရှိတယ်အလာရောက်တာဝအနီးကလေးကျင်ပြီးတယ်ပေါက်ဓာပြစ်ချင်းကိုလည်းတင်ယူနေတယ်ချိန်ထားတဲ့ရက်ကိုရှောက်လာပြီကျွန်ုပ်တို့မနဲ့စောစောသားလေးကိုနှုတ်ဆက်ကြတယ်သားလေးကိုငယ်စဉ်တည်းကထိမ့်ပြီးတဲ့မျိုးသမီးတယောက်အိမ်မှာအပ်ထားခဲ့တယ်ဘဝမျိုးနွယ်စုကနေ့လယ်ပိုင်းလောက်ရွာရောက်မယ်လို့မာဂရီပြောတယ်ကျွန်ုပ်တို့ရှေ့ရနေကြိုသွားပြီးစောင့်တိုင်းနေမှဖြစ်ကြောင်းပြောပြီးတော့မာဂရီကိုရွာမှာနေခိုင်းထားခဲ့တယ်ကြည်စံ3-4တောင်းလောက်
မာဂရီလိုချင်ကြောင်းဗန်ဒူရာကိုပြောတယ်သူ့လူတွေရှေ့မှာကြွားလိုခြင်းကြောင့်တောင်းပန်သိလို့9000ပြီးတော့မာဂရီအလွန်ပျော်သွားတယ်ကျွန်ုပ်တို့အဖွဲ့လက်နက်ပြည့်စုံတဲ့တိုက်ပွဲဝင်မှုထွက်ခွာလာခဲ့ကြတယ်ဗန်ဒူရာကျွန်ုပ်တို့နဲ့တန်းတူရှောက်နိုင်တဲ့အတွက်သူ့ငဲ့စရာမလိုလို့ခရီးတွင်နေတခါတည်းပင်ပန်းတရားပြုတ်ပြီးကျွန်ုပ်လက်မောင်းကိုသူ့လက်နှစ်ဖက်နဲ့ကင်ပြီးလိုက်လာပြီးတော့ကျွန်ုပ်မမြင်အောင်ခိုးပြုံးတာကျွန်ုပ်လည်းကြံဖန်မြင်လိုက်မိပြန်တယ်ညနေဆောင်လျှောက်တော့ရန်သူလူရိုင်းတွေနေရာနီးကပ်လာပြီးဖြစ်ကြောင်းရန်တော်နဲ့မဲလုံးပြောလာတယ်အဖွဲ့သားတွေကိုနားစေပြီးအားလုံးငြိမ်သက်စွာနေဖို့ဗန်ဒူရာသတိပေးတယ်မာဂရီနဲ့သူ့လူ30လဲဝက်ဝန်တွေစီးနှင်းပြီးကျွန်ုပ်တို့ရှိရရောက်လာကြပြီမကြခင်မှောင်တော့မှမို့ညအမောင်တူအားကိုပြီးလှုပ်ရှားကြဖို့ရန်သူရှိရပဲသွားမဲ့လမ်းကြောင်းတွေကိုအလင်းရောက်ရှိနေတဲ့အချိန်တိချာမှတ်သားဖို့အားလုံးမှားထားရတယ်တဖြည်းဖြည်းညအမောင်တူချင်းချင်းဝင်ရောက်လာပြီကျွန်ုပ်တို့ရန်သူရှိရာတောင်တောတွင်းကနေတဖြည်းဖြည်းသွားနေကြတယ်တဖြည်းဖြည်းစကားပြောတဲ့စူညံစွာလှုပ်ရှားနေတဲ့အတန်တွေကြားလာရပြီဝက်ဝန်တွေကအကောင်ကြီးပေမဲ့လှုပ်ရှားသွားလာမှုညှင်တာတယ်မီးရောင်တွေလှမ်းတွေ့နေပြီမီးရောင်ရှိရာတောင်နီးကျွန်ုပ်တို့လူစုလူဖြန့်ပြီးတောတွင်ရှောက်လာကြတယ်ရန်သူတွေကိုနီးကပ်စွာမြင်နေရတဲ့တစ်တော်ဆက်မှာကျွန်ုပ်တို့ရက်လိုက်ကြတယ်တောင်ကြီးကလှိုင်ကောင်းပေါက်ဖြစ်နေပြီးပြင်ဘက်မှာစောင့်ကြက်နေတဲ့အဆောင်လူရိုင်းတွေတွေ့ရတယ်တွင်ဘက်ကအိုဟစ်တန်တွေကြားရတယ်ဘလောက်ရေးကြီးရဲ့တူးဖော်မှုမစိုးနိုင်လက်နက်ကိုင်လူရိုင်းအယောက်20ခန့်ရှိတယ်ဖန်စီခံရပြီးအလုံးလုံးနေရတဲ့လူရိုင်းတွေပြင်ကိုတူးထားတဲ့မြေကြီးရဲ့နာပြစ်ပြီးတွင်းပြန်ဝင်သွားတာတွေ့ရတယ်တနက်ကင်ထားသူက10ယောက်တွေ့တယ်ကျွန်ုပ်လူ3ယောက်နဲ့ဗန်ဒူရာကိုတနက်ကင်သမားမျိုးအရင်ဆုံးပြစ်ဖို့ပြောတယ်ကျွန်ုပ်တနက်ကင်လူရိုင်းတယောက်ကိုချိန်ရွယ်ပြီးတော့ပြစ်ချတယ်ကျွန်ုပ်တနက်တန်နဲ့မရှိမနှောင်းနောက်ထပ်တနက်တန်တွေဆက်လက်ထွက်ပေါ်လာတယ်လူရိုင်းတွေရုတ်တရက်ပြစ်ခတ်ခံရလို့စုညံစွာအော်ဟစ်ရင်းရန်သူကိုလိုက်ရှာနေကြတယ်ကျန်တဲ့တနက်ကန်လူရိုင်းတွေကတနက်တွေအတွင်းရမ်းထဲနေတော့ကျွန်ုပ်တို့လည်းဆက်လက်ပြစ်ခတ်ကြတယ်ကျွန်ုပ်ကတနက်ကိုလူရိုင်း3ယောက်တီးပြစ်ခတ်လိုက်တယ်စုညံစွာအော်ဟစ်တန်တွေကြောင့်လိုင်ကိုအတွင်းဝင်နေတဲ့လူရိုင်းတွေလက်နက်တွေကင်ပြီးအပြင်ကိုပြေးထွက်လာရင်ကျွန်ုပ်တို့ရှိနေတဲ့တောဘက်လက်ညှိုးညွှန်ပြီးပြေးလာကြတယ်သူတို့ကတနက်တွေအကြောင်းသိပုံရပြီးကြောင်ရွံ့တုံးလုံးခြင်းမရှိကျွန်ုပ်တို့ဘက်ကရွာသားလူရိုင်းတွေရှေ့ကိုပြေးထွက်သွားသလိုမာဂရီဦးဆောင်နဲ့ဝက်ဝံတက်စုလဲရှေ့ကိုပြေးလွှားသွားကြတယ်ကျွန်ုပ်နဲ့ကျွန်ုပ်လူ3ယောက်လဲတနက်ကိုသိမ်းပြီးဓမြောင်တွေထုတ်ပြီးတော့တိုက်ပွဲအတွင်းဝင်လာကြတယ်ပြားအနီးအဖြူတစ်ဆေးတွေတုတ်ထားတဲ့လူရိုင်းတွေနဲ့ကျွန်ုပ်တို့အဖွဲ့ပြင်းထန်တဲ့တိုက်ပွဲဆင်နွှဲကြပြီမာဂရီဦးဆောင်တဲ့ဝက်ဝံတက်ဖွဲ့ကကြောက်စရာကောင်းလာတယ်ဝက်ဝံတွေကသူ့တခင်မိတ်ဆွေတွေပေါ်မှာပဲရင်ပါပေမဲ့တခင်တိုက်ခိုက်တဲ့ရန်သူတွေကိုလက်သေးတွေနဲ့ကုတ်ဆွဲပြီးသွားနဲ့ကိုက်ပြီးအသေးတက်နေကြတယ်။မာဂရီကတနက်ကိုကြောမှလွှဲပြီးပစိန်ကြီးတလက်နဲ့ဝက်ဝံပေါ်ကနေရန်သူတွေကိုခုတ်ချနေတယ်။ရန်သူလူရိုင်းတွေကတိုက်ပွဲအတွေ့အကြုံကြွယ်ဝသူတွေဖြစ်ပေမဲ့ဝက်ဝံတွေကပါတိုက်ပွဲအတွင်းဝင်ရောက်လာတော့သွေးပြက်ခြောက်ခြားစွာရှိနေတယ်။ကျွန်ုပ်တွန်းလိုက်ဓမြောင်နှချောင်းကင်ပြီးရန်သူလူရိုင်းတယောက်ထိုးလာတဲ့လှမ်းချက်ကိုရှောင်ပြီးတော့သူ့နီးနှင်းမြန်စွာတိုးခဲ့ပြီးရှင်ဘက်ကိုတစ်ချက်လေပင်ကိုတစ်ချက်ဓာတ်ကိုလျင်မြန်စွာထိုးဆိုင်ပြီးနောက်ဘက်ကတိုက်ခိုက်လာတဲ့လူရိုင်းတားချက်ကိုရှောင်ရင်းဝမ်းဘက်ကိုဓာတ်နဲ့ထိုးသွင်းတယ်။မဲလုံးကကျိုးတက်ဓာတ်ကိုလူများလို့လွတ်လပ်စွာသုံးမရသူထံပြေးဝင်လာတဲ့ရန်သူလူရိုင်းတယောက်ကိုပြင့်လို့ပြီးဝမ်းပိုက်ထိသွားတဲ့အချိန်စက္ကနဲ့ကျိုးကိုဆွဲပြီးတော့ဓာတ်ကိုနှုတ်ပြီးဓာတ်ကိုပြန်ယူတယ်။ရန်တော်ကဓမြောင်ကိုလက်မှာတစ်ချက်ဝှေ့ကစားပြီးသူ့ရှိရရန်သူလူရိုင်းခုတ်ချတဲ့ဓာတ်ချက်ကိုရှောင်တိန်ပြီးတော့ရှိန်လွန်လာတဲ့ရန်သူရင်ဘက်ကိုထိုးဆိုင်တယ်။တာဝကလူကောင်ကြီးရဲ့လူရိုင်းတယောက်နဲ့စုံတယ်။သူ့ကိုဓာတ်တလက်နဲ့ဝင်ခုတ်နေတော့တာဝသဲတန်ရှောင်နေရတယ်။ခြေနဲ့ကန်ခံရလို့မြေကြီးပေါ်နောက်ပြန်လဲကျသွားတော့ခန္ဓာကိုယ်လှိမ့်ပြီးရန်သူခြေထောက်နဲ့အလင်းမြက်ကပ်ပြီးတော့ဓာတ်နဲ့ခြေပမိုးကိုအားဆိုင်ထိုးတော့လူရိုင်းနာကျင်စွာအော်တဲ့ချိန်ရုတ်တရက်ထခုန်ပြီးခါကုန်းပြီးတော့သူ့ကိုဓာတ်နဲ့ခုတ်ဖို့လှုပ်တဲ့လူရိုင်းရဲ့လေပင်ကိုဓာတ်နဲ့ထိုးဆိုင်လိုက်တယ်။ရန်သူလူရိုင်း80ခန့်ဖျူဖျဲနဲ့နောက်ဆုတ်ပြီးတချို့လှိုင်ကိုအတွင်းဝင်ပြေးကြတယ်။ဗန်ဒူရာကျွန်ုပ်နာရောက်လာတယ်။သူကတိုက်ပွဲအတွင်းမဝင်ဘူး။ရန်သူတွေပြေးမှရောက်လာခြင်းပဲ။သူ့ဘေးမှာရန်တော်နဲ့မဲလုံးကိုခုနေရာကိုလမ်းပြဖို့လွှတ်လိုက်တဲ့လူရိုင်းလဲပါလာတယ်။အကိုထဲမှာလူရိုင်းတွေတူးနေတာခေါင်းတလားတွေတူးနေရလို့ပြောတယ်။တွေ့လဲတွေ့ထားပြီတဲ့။ဘာလို့တူးတာလဲတော့မသိဘူးတဲ့။မြမပြင်မနေခဲ့ကိုရိုထဲကိုလိုက်သွားပြီးတော့ပြေးသွားတဲ့ကောင်တွေကိုလိုက်တောင်းမယ်။ပြင်ပမြေပြင်ပေါ်သွေးတွေဖုံးလွှမ်းပြီးအလောင်းတွေနဲ့ပြည့်နေတယ်။ကျွန်ုပ်တို့ဘက်ကလည်း
ကြာဆုံးထိခိုက်9ယောက်လောက်ရှိပြီးဒဏ်ရာရသူတွေလည်းရှိတယ်။ဖန်စီခံထားရတဲ့လူရိုင်းတွေကတိုက်ပွဲဖြစ်ပွားနေချိန်မှာဘေးလွရာပြေးလွှားသွားကြတယ်။ကျွန်ုပ်ဦးဆောင်ပြီးဂူအတွင်းပိုင်းဝင်ရောက်လာခဲ့တယ်။မာဂရီနဲ့သွေးစွန်းတဲ့ပစိန်ကိုကိုင်းပြီးကျွန်ုပ်တို့ဖွဲ့နဲ့လိုက်ပါလာတယ်။တွင်ပိုင်းတူးထားတာလူနှစ်ယောက်လမ်းလျှောက်ဝင်နိုင်တဲ့အကျယ်ဝန်းတူးထားတာဘေးတစ်ဖက်စီမှာမိတို့တွေဘေးဘက်မှာတက်ဆင်ထားလို့မိအောင်တွေထိန်နှင်းစွာရှိနေတယ်။ကျွန်ုပ်တို့တွင်ပိုင်းကိုရှောက်တော့ကြံနေတဲ့လူရိုင်းတွေတိုက်ခိုက်မှုကိုမျောလင့်ထားပေမဲ့အဲ့ဒီလိုမဟုတ်ပဲထူးဆန်းတဲ့မြင်ကွင်းတွေ့ရတယ်။ကျယ်ဝန်းတဲ့ဂူခမ်းမအတွင်းမတ်တရက်အနေထားရှိနေတဲ့တဝက်တစ်ပြက်တူးဖော်ထားတဲ့ခေါင်းတလားတွေတွေ့တယ်။ခေါင်းတလားဖုံးတွေပွင့်နေပြီးတွင်းကိုဝင်သွားတဲ့လူရိုင်းတွေကသူတို့လေပင်ကိုဖျက်ပြီးလေချောင်းသွေးနဲ့ရစ်ပူစော်ထားတာတွေ့နေရတယ်။ခေါင်းတလားအောက်ခြေမှာလဲကျနေတဲ့လူရိုင်းတွေတွေ့ရပြီးသူတို့လေပင်ပြက်ရှဒဏ်ရာကနေသွေးတွေပန်းထွက်နေတာကြည့်ပြီးပြောနိုင်ခြင်းပဲ။မတ်တက်ခေါင်းတလားကနေဂငယ်ပုံစံအနေထားရှိနေပြီးအလဲမှာတခြားအနက်ရောင်ခေါင်းတလားတွေနဲ့မတူတဲ့ငွေရောင်ခေါင်းတလားတစ်လုံးဖြစ်တယ်။အနက်ရောင်ခေါင်းတလားတွေက9လုံးဖြစ်ပြီးငွေရောင်ခေါင်းတလားထည့်ပေါင်းရင်ခေါင်းတလား10လုံးပဲ။ကိုကြီးခေါင်းထဲမှာလူသေးအလောင်းတွေရှိနေတယ်။ဟုတ်တယ်ကိုကြီးခေါင်းတလားရဲ့အလောင်းတွေမပြည့်စည်သေးဘူး။ဒီခေါင်းထဲမှာရှိနေတဲ့သူတွေကနှစ်တွေဒီလောက်ကြာရတော့မပြည့်စည်သေးတာ။ဒါသူရိုသားရိုဖြစ်နေအောင်။ဟဲ့ကောင်တွေဒီခေါင်းတလားနာအမြန်နောက်ဆုတ်လူရိုင်းတွေဒီအလောင်းတွေကိုရှာနေတာအသက်ပြန်သွင်းဖို့ပဲအခုသွေးနဲ့ရစ်ပူစော်သွားတာဆိုတော့အသက်ဝင်လာနိုင်တယ်နောက်ဆုတ်ကျွန်ုပ်လူ3ယောက်ခေါင်းနီးသွားကြည့်ပြီးအလောင်းမပြည့်စည်သေးကြောင်းပြောလာတော့ကျွန်ုပ်အကြောင်းအရာကိုသိချပြန်တွေးပြီးအားလုံးနောက်ဆုတ်ခိုင်းခြင်းပဲကျွန်ုပ်စကားကြောင့်ကျွန်ုပ်လူတွေနောက်ဆုတ်လာကြတော့ရုတ်တရက်မြေကြီးကရိမ့်ထိုးပြီးငလင်လှုပ်ခတ်ပြီးတော့ဘောကမြေမှုန့်တွေကျဆင်းလာတယ်ငလင်ကခဏသာလှုပ်ခတ်သွားခြင်းပဲကျွန်ုပ်တို့အပြင်ကိုပြန်ထွက်ဖို့ပြင်နေချိန်ဟာဟိုမှာခေါင်းထဲကလောင်းကောင်ထွက်လာပြီလူသွေးနဲ့ရစ်ပူဆိုတော့အသက်ဝင်လာပြီထင်တယ်ဘာဆက်လုပ်မလဲကိုကြီးပြေးကြရအောင်ဒီမကောင်းဆိုးဝါးတွေကိုအပြင်ထွက်ခွင့်ပေးလိုက်ရင်ဒီနေ့မှနေရသူတွေအားလုံးသိကုန်မယ်ဒါကြောင့်အပြည့်ရှင်းပြရမယ်ခေါင်းတလားအတွင်းကအလောင်းကောင်တွေလှုပ်ရှားလာပြီးအပြင်ကိုခုန်ထွက်လာကြတယ်သွေးထိသွားလို့သူတို့တကိုယ်လုံးအရေပြားတွေပြောက်ပြီးအနီရောင်သားတွေဖြစ်ပြီးတော့သွေးကြောတွေကိုတော့မြင်နေရပြီးရုပ်ရည်တွေကလည်းမျက်ခုံမပါလို့မျက်လုံးပြူးသားနှက်ခမ်းမရှိလို့သွားအကျဲသားနဲ့ကြောက်မက်ဖွယ်ရအသွင်မျိုးရှိနေတယ်။မကောင်းဆိုးဝါးတွေကတဝက်တစ်ပြက်ခေါင်းပေါ်ကနေထွက်လာကြပြီးကျွန်ုပ်တို့ထံမလာသေးပဲငြိမ့်နေတယ်။ငွေရောင်ခေါင်းတနာမကောင်းဆိုးဝါးခုမှထွက်လာတယ်။တခြားမကောင်းဆိုးဝါးတွေမှာချက်ဝတ်တစားမပါကိုဗလာဖြစ်ပေမဲ့ငွေရောင်ခေါင်းတနာအတွင်းကထွက်လာတဲ့မကောင်းဆိုးဝါးမှာချက်ဝတ်တစားအင်ကြီးအုပ်ထုံနဲ့အတူဓာတ်ချောင်းကန်ပြီးတော့ထွက်လာတယ်။ချက်ဝတ်တစားကြေးနဲ့ပြုတ်လုပ်ထားတယ်လို့ကျွန်ုပ်ထင်မိတယ်။တနက်တန်တွေအခန်းအတွင်းနားကွယ်မတက်စူညံသွားတယ်။ကျွန်ုပ်ပြစ်လိုက်လို့ကျွန်ုပ်လူတွေလည်းပြစ်ခတ်လိုက်ခြင်းဖြစ်တယ်။မကောင်းဆိုးဝါးတွေကတနက်နဲ့အနီးကပ်ပြစ်ခတ်ရတော့နောက်ကိုတစ်ချက်ရှိုင်းသွားရုံမှပါဘာမှခံစားရဟန်မတူပဲရှေ့ကိုတက်လာကြတယ်။ရွာသားလူရိုင်းတွေအပြင်ကိုပြေးထွက်သွားကြပြီ။ဟဲ့ကောင်တွေသူတို့နှလုံးခုန်နေရတွေ့ရမို့လား။နှလုံးကိုပဲပြစ်တခြားနေရာပြစ်လို့မထိရောက်ဘူး။သွေးရောင်နှွမ်းနေတဲ့ခန္ဓာကိုယ်ကြီးမှာနှလုံးကိုတိုင်းသာမြင်နေရတော့အားလုံးသတိပေးပြီးကျွန်ုပ်မကောင်းဆိုးဝါးတကောင်ရဲ့နှလုံးကိုချိန်ပြစ်တော့ဘိုင်းကနေပြစ်လဲပြီးသားရည်တွေချက်ချင်းခန်းချပြီးအယိုးစုဘဝရောက်သွားတယ်။ကျွန်ုပ်လူတွေလည်းဒီရောင်မြင်တာမို့နှလုံးကိုရွေးပြစ်ခတ်ရင်နောက်ဆုတ်နေကြတယ်။စုံလန်းမှာ2ယောက်သာဆက်တာမို့ကျွန်ုပ်နဲ့ရှမ်းတောင်ပြစ်ခတ်ပြီးတခြားသူတွေကိုနောက်ဆုတ်ခိုင်းလိုက်တယ်။တခြားမကောင်းဆိုးဝါးတွေအားလုံးလဲကျသွားပြီမဲ့ခေါင်းဆောင်ဖြစ်ရန်တူတဲ့ချက်ဝတ်တစားဝတ်ထားတဲ့မကောင်းဆိုးဝါးရှေ့ကိုတိုးလာတယ်။သူ့ရဲ့နှလုံးသားကိုလည်းချက်ဝတ်တစားကနေတဲ့အတွက်ပြစ်ခတ်လို့မရဘူး။ချက်ဝတ်တစားဝတ်မကောင်းဆိုးဝါးအပြင်ကိုရောက်လာပြီ။တနက်အတွင်းကြီးကုံနဲ့အထိပြစ်ခတ်ပြီးမဲ့လဲမကြတော့ကျွန်ုပ်ဆက်မပြစ်ဖို့လက်ကပြပြီးတနက်ကိုဘေးပြေးချပြီးတော့ဓမြောင်တစ်ချောင်းခါကြဆွဲထုတ်လိုက်တယ်။ကျွန်ုပ်လူတွေကျွန်ုပ်နေတို့တနက်တွေပြစ်ချပြီးလူရိုင်းဓာတ်တွေကောက်ပြီးမကောင်းဆိုးဝါးကိုဝိုင်းထားလိုက်ကြတယ်။မကောင်းဆိုးဝါးသူ့ဓာတ်နှစ်လက်ကိုကြက်ချီကပုံစံလုပ်ပြီးတော့ပုတ်ဆွဲနေတယ်။အကိုဒီမကောင်းဆိုးဝါးတိုက်လို့မဖြစ်ဘူးထင်တယ်။ပြေးရအောင်။နောက်ဆုံးညမဒီကောင်ကြီးကိုလှုပ်ပြီးနောက်ဆက်တွဲအနေနဲ့ဖြစ်လာနိုင်တယ်။အနားရောက်လာပြီးစိုးရိမ်စွာတားမြစ်တဲ့ဘန်ဒူရာကိုပြန်ခိုင်းနေတဲ့ချိန်မာဂရီကသူ့ရဲ့ပစိန်နဲ့မကောင်းဆိုးဝါးကိုပြေးခုတ်တော့မကောင်းဆိုးဝါးပစိန်ခုတ်ချက်ကိုသူ့ရဲ့ဓာတ်နှစ်လက်နဲ့ကာရင်မာဂရီရှင်ဘက်ကိုစောင့်ကန်တော့မာဂရီလွင့်သွားတယ်။ဘယ်လုံးကသူ့ရဲ့လက်နဲ့ဖြစ်တဲ့ကျိုးတက်တာကိုမကောင်းဆိုးဝါးမျက်နှာကိုအငိုက်ဖမ်းပြီးပြင်းလွတ်တော့မကောင်းဆိုးဝါးခေါင်းငယ်ရှောင်ပြီးကျိုးကိုဓာတ်နဲ့ပြတ်တောက်လိုက်လို့
မဲလုံးအံ့ဩစွာရှိနေတယ်ရန်တော်နဲ့တာဝမကောင်းဆိုးဝါးညှက်တိုက်ကြသလိုမဲလုံးကလည်းတရှိတလက်ကောက်ပြီးမကောင်းဆိုးဝါးဝင်တိုက်နေတယ်မာဂရီနဲ့လဲကျနေရထပြီးမကောင်းဆိုးဝါးဝင်တိုက်ရင်းရှိနေတယ်ကျွန်ုပ်တိုက်ပွဲအတွင်းမဝင်သေးပဲခြေနေအကဲခတ်ကြည့်မိတယ်မကောင်းဆိုးဝါးကိုတွေ့ကြုံရှိလူ၃ယောက်ဝိုင်းတိုက်နေတဲ့တိုင်မကောင်းဆိုးဝါးအနာကိုကဲ့လို့မရတိုက်ခိုက်လာသမျှဓာတ်ချက်တွေကိုလှည့်ပတ်ရှောင်တင်းရင်ပြန်လည်တိုက်ခိုက်မှုကြောင့်ကျွန်ုပ်လူတွေတောင်ဒဏ်ရာသေးစားတွေရကုန်နေဓာကြီးကျွမ်းကျင်နေအခုမကောင်းဆိုးဝါးတာအင်အားပြည့်လာရင်တိုက်ခိုက်ဖို့နီးနှန်းစဉ်းစားလို့ရမှာမဟုတ်ဝက်ဝင်တွေကမကောင်းဆိုးဝါးနာမကက်ဝက်မေတောအတွင်းမှာရှိနေတယ်ညီမလူတွေကိုຫນွေကျိုးခက်ကြီးကြီးအရှိတွေရှာခိုင်းလိုက်အမျက်ရှာကျွန်ုပ်ကစိုးရိမ်စွာကြည့်နေတဲ့ဘန်ဒူရာကိုလှမ်းအော်ပြောတော့ဘန်ဒူရာသူ့လူတွေကိုလှမ်းအော်ပြောတယ်မကြခင်ຫນွေကျိုးတွေရလာပြီးကျွန်ုပ်ကိုလာပြီးတော့ကျွန်ုပ်ຫນွေကျိုးတွေကိုကွင်းလျှော့လုပ်ပြီးတိုက်ခိုက်နေတဲ့နေရာသွားပြီးတော့မကောင်းဆိုးဝါးကျွန်ုပ်ကိုကြောပြုမဲ့အချိန်စောင့်ပြီးကြောပြုလာတာနဲ့စက္ကန့်ရှေ့တိုးပြီးຫນွေကျိုးကွင်းကိုခေါင်းပေါ်အလိုက်သိမ့်ပြစ်တင်ပြီးຫນွေကျိုးစကန်ပြီးတော့နောက်ကိုပြေးလိုက်တော့ကွင်းလျှော့ကမကောင်းဆိုးဝါးလဲပင်ရှစ်ပတ်မိပြီးအားကုန်စောင့်ဆွဲလိုက်တော့နောက်ကိုပြစ်လဲသွားတယ်ဟေးကောင်တွေကြံတဲ့ຫນွေကျိုးတွေနဲ့ခြေတွေလက်တွေဖမ်းတုပ်ကြဘန်ဒူရာကຫນွေကျိုးတွေခိုင်းထားတော့ကျွန်ုပ်လူတွေသွားယူကြပြီးကုံယုံထားဖို့အားယူနေတဲ့မကောင်းဆိုးဝါးခြေထောက်နှစ်ဖက်ကိုကွင်းဆုပ်ဖို့လုပ်နေကြတယ်မကောင်းဆိုးဝါးကျွန်ုပ်ဆွဲထားတဲ့ຫນွေကျိုးကိုဖျက်ချိန်မရှောင်မာဂရီကလဲနေတဲ့မကောင်းဆိုးဝါးကိုတိုက်ပြီးတယ်မကောင်းဆိုးဝါးအားကောင်းလှတာကြောင့်ရုံးကန်ထားဖို့ကြိုးစားနေတာကိုဆွဲထားတာလက်တွေနာလှသလိုခြေရလဲတရွတ်ဆွဲပါနေတယ်တာဝါနဲ့မဲလုံးကျွမ်းကျင်တက်လက်စွာနဲ့မကောင်းဆိုးဝါးခြေထောက်နှစ်ဖက်ကိုခြီပြီးဆွဲကြတော့ဘန်ဒူရာအိုးကြီးစကားပြောတန်ကြားရပြီးမှသူ့ရသားတွေရောက်လာပြီးကျွန်ုပ်တို့ဝိုင်းကူဆွဲပြီးတယ်မာဂရီအိုးကြီးပြောစကားတန်တဲ့အတူသူ့လူတွေရောက်လာပြီးမကောင်းဆိုးဝါးရဲ့ခြေထောက်တွေကိုဝိုင်းဖြတ်သူအဖြစ်လှမ်းနဲ့ထိုးသူအထိုးရှိနေကြတယ်မကောင်းဆိုးဝါးတန်တဲ့ကြီးနဲ့အိုးဟစ်လိုက်တယ်ခြေစလုံးလောက်ကနေခြေထောက်နှစ်ဖက်ပြတ်သွားပြီမေဓာတ်နှစ်လက်ပြုတ်မကျသေးပဲဆက်လက်တိုက်နေသေးပဲအားလုံးဝိုင်းပြီးမျက်နှာကိုလှမ်းနဲ့ထိုးသူထိုးတစ်လုံးနဲ့ထိုးသူထိုးလုံနေကြတယ်လက်ကိုအထစ်ပါတဲ့မှိန်းလိုမျိုးလှန်သွားနဲ့ထိုးဆိုင်ပြီးလှန်ရိုးနှစ်ဖက်ကိုင်းပြီးတော့ဘေးဘက်ကိုဆွဲကားပြီးလက်နှစ်ဖက်ပြန့်လိုက်မှငြိမ်သွားတော့တယ်ကျွန်ုပ်တို့ခုမှတပ်ပြင်းချနိုင်တယ်ခုမှအားလုံးဝမ်းသာအားရအောင်ပွဲခံအုံးရင်းလိုက်ကြတယ်မကောင်းဆိုးဝါးကောင်တွေအလောင်းမီးရှို့လိုက်ကြသလိုကျင်းတွေတိုးပြီးအလောင်းတွေစုပုံပြီးမြေမြုပ်ပေးလိုက်ကြတယ်ကျွန်ုပ်ကမကောင်းဆိုးဝါးနောက်တစ်ကြိမ်ပြန်မရှင်းတန်းစီဖို့ချက်ဝတ်တစားချုပ်ပြီးခုထိတတော်တို့ခုန်နေတဲ့မကောင်းဆိုးဝါးနှလုံးကိုဓာတ်နဲ့ထိုးပြီးမိတဲ့ပြစ်ထည့်လိုက်တယ်။မိုးလဲလင်းပြီကျွန်ုပ်တို့ရန်သူတွေနဲ့ရှင်းလင်းသွားပြီမို့ရွာပြန်ခဲ့ကြတယ်။ကျွန်ုပ်တို့ရွာထိပ်ကစောင့်ကြည့်နေတဲ့သားလေးကိုတွေ့တော့မောပန်းလာသမျှပိန်ကြရွယ်ရေးမတင်ဆိုသလိုအားလုံးပြောက်ွယ်ကုန်နေ။မာဂရီဖွဲ့သားတွေသူ့ရွာပြန်သွားကြပြီဖြစ်ပေမဲ့မာဂရီမပြန်သေးဘန်ဒူရာရွာမှာကြံနေရစ်ပြီးကျွန်ုပ်တို့အိမ်မှာလိုက်နေတယ်။ကျွန်ုပ်တို့မပြန်မီအချိန်အတွင်းရွာသားလူငယ်တွေခေါ်ပြီးမဲလုံးနဲ့ရန်နာကိုကိုကံပညာသင်ခိုင်းရတယ်။မာဂရီနဲ့တင်တန်းသားတယောက်ဖြစ်ဝင်ရောက်တင်ယူတယ်။သားလေးအလားရအောင်တာဝအတီးတန့်တင်ပေးတယ်။ကျွန်ုပ်နဲ့ဘန်ဒူရာစကားပြောရင်းဘေးကနေသားလေးလေးကျင်တာကြည်ရင်ရှိနေတယ်။မာဂရီကမြန်မာစကားသင်ကျင်တယ်လို့ဘန်ဒူရာကိုပြောလာလို့ရင်းနေရသေးတယ်။မဲလုံးနဲ့ရန်အောင်တန်မြန်မာစကားလည်းသင်နေတော့ကျွန်ုပ်တို့တစ်ဖွဲ့လုံးနာမည်ကိုခေါ်တတ်နေပြီ။ကျွန်ုပ်တို့အိမ်ဝိုင်းအတွင်းတိုင်းလေးကျင်ရထွက်လာတဲ့အော်တန်ရီမောတန်တွေနဲ့စူညံစွာရှိနေတယ်။ကျွန်ုပ်တခြားဘဝဖြစ်တည်မှုမေ့လျော့ပြီးအခုလက်ရှိမှာပျော်စရာမိသားစုလေးပိုင်ဆိုင်ပြီးမြင်သူတိုင်းအားကျစရာအခြေအနေမျိုးဖြစ်နေတယ်။ကိုကြီးကျွန်တော်စကားပြောချင်လို့ကြွားပြင်းမဲ့လမ်းလျှောက်ထွက်ရအောင်။ဒီမှာပြောလို့ရတာပဲလေမဲလုံး။ဘာပြောမှမဟုတ်လေ။လမ်းလျှောက်ရင်ပြောကြတာပေါ့ကိုကြီး။စကားနေတဲ့မဲလုံးကစကားပြောချင်နေဆိုလို့ကျွန်ုပ်လည်းစိတ်ဝင်စားသွားပြီးအရှိရော်တကားထွက်ပြီးတော့ကွင်းပြင်မှာလမ်းလျှောက်နေကြတယ်။ညနေဆောင်ချိန်လေယာဉ်လည်းတတုံတုံတိုက်ခတ်ရင်ရှိနေတယ်။ကိုကြီးဘန်ဒူရာအလားရမိသားစု၃ယောက်ကိုကြည့်ရတာတကယ်ကိုကြည်နူးဖို့ကောင်းတယ်။ဒါပေမဲ့ဆက်ပြောလေမဲလုံးဒီစကားတွေမပြောချင်ပေမဲ့ကျွန်တော်ပြောရတော့မယ်။ဘာလို့လဲဆိုတော့ကိုကြီးတို့မိသားစု၃ယောက်လိုခံစားမဲ့ကိစ္စဖြစ်နေလို့ပဲ။ဒီကခလေးကပူခံစားရလိမ့်မယ်။ကိုကြီးကျွန်တော်ဗီဇာတက်တန်းစိတ်တော့မယ်နော်။ပြန်ရတော့မယ်။ပြန်ခီးမှလည်းကြာအောင်ပါ။ကျွန်တော်တခုမေးမယ်။ကိုကြီးနေခဲ့မလား။ကျွန်တော်တို့နဲ့ပြန်လိုက်ခဲ့မလား။ကျွန်တော်ဝေခွဲရခန့်နေရမဲလို့ဒီမှာနေရတာတားလေးရှိတော့ပို့ပြီးဘဝအတိတ်ပဲရှိနေတယ်လို့ပဲ။နော်ရကြောင်သာမဟုတ်ရင်
ဒီမှာနေမှာသိကြတယ်တိကျတဲ့ဆုံးဖြတ်ချက်တစ်ခုရွေးပါကိုကြီးကျွန်တော်တို့တပတ်ခါပြန်မယ်ဟင်ပြန်ကြတော့မလားဒါကျွန်တော်တို့နိုင်ငံမှာမဟုတ်ပဲကိုကြီးနဲ့သိနေရပဲကိုကြီးကြိုက်တဲ့ဆုံးဖြတ်ချက်ချပါကိုကြီးပေါ်ကျွန်တော်ချစ်ခင်မှုလေးစားမှုလျော့သွားမှာမဟုတ်ဘူးအေးပါကွာကျွန်တော်စဉ်းစားဆုံးဖြတ်ပါမယ်ကျွန်တော်တို့ပြန်လာရလမ်းတစ်လျှောက်မဲလုံးစကားမဆိုသလိုကျွန်တော်လည်းစကားမဆိုမိဘူးကျွန်တော်စိတ်တွင်ဆုံးဖြတ်ဝေခွင့်ရခက်တဲ့ခံစားမှုတွေနဲ့ရင်အတွင်းမီးတောက်လောင်နေတယ်ညဘက်အိမ်မပြောလို့အိမ်ရှိမြေကွက်လက်မှာလမ်းလျှောက်နေမိတယ်အကိုအိမ်မပြောဘူးလားခုထိမအိပ်သေးပါလားညီမတရေးနိုးရလားဘန်ဒူရာမီးရင်တလုံးဆွဲပြီးအိမ်ရှိခန်းကနေမေးလာတော့ကျွန်တော်အိမ်ပေါ်တက်လာတယ်အကိုတို့ပြန်ရတော့မှာမို့လားညီမကိုတာဝါနောက်လိုက်ပြီးထင်းနေအခုမျက်နှာမှန်လုံကြည့်နေတဲ့သူပါညနေကကုမဲလုံးနဲ့လမ်းလျှောက်ထွက်ရပြန်လာပြီးတည်းညနာမကောင်းထမင်းဝိုင်းမှလည်းအခုထမင်းတော့မစားသလောက်ပဲညကြတော့အိမ်မရဖြစ်နေရလေဒီကိစ္စလွဲပြီးတော့ဘာဖြစ်နိုင်မှာလဲဘန်ဒူရာပြောလာတဲ့စကားကိုပြန်မတုံ့ပြန်နိုင်ပဲခေါင်းကိုက်စိုက်ချလိုက်မိတယ်အခုဘဝမှာအမားတွေအများကြီးလုပ်ခဲ့ဘူးတယ်အမားတွေအတွက်တာဝန်ယူမှုတာဝန်ခံမှုလုပ်ရတဲ့တတ်တည်နေရှိခဲ့တယ်အခုညီမတို့သားမိပေါ့အခုမှားတဲ့အမှားအတွက်အခုဘာတာဝန်ယူမှုတာဝန်ခံမှုမှလုပ်မပေးနိုင်ခဲ့ဘူးခွင့်လွတ်ပါညီမရဲ့အခုခေါင်းမော့လိုက်ပါကိုချစ်တဲ့ယောက်ျားတယောက်ကြဆုံးတာညီမမမြင်ချင်းဆုံးအလုပ်ပဲဖို့တီဆိုတာအခုလူတွေရှိမှာဒီလိုကြဆုံးတဲ့ပုံစံဘယ်တော့မှနောက်နေမပြပါနဲ့ဖြစ်တင်တာညီမပြောမယ်အခုပြန်ရမယ်အခုလည်းဒီမှာနေလို့မရတယ်လို့ညီမလည်းလိုက်လို့မရဘူးဒီတော့ပြန်ပါစကားတန်မမနဲ့အားတင်းပြောနေတဲ့ဘန်ဒူရာတယောက်စကားတန်ပြော့ပြီးရှိုက်တန်ဆွေရင်ငိုရှိုက်နေတော့တယ်ကျွန်ုပ်ဘန်ဒူရာကိုထွေးဖက်လိုက်တယ်ကျွန်ုပ်ရင်ခွင်အတွင်းဘန်ဒူရာရှိုက်ငိုနေတယ်လို့ကျွန်ုပ်လည်းမျက်ရည်ကျမိတယ်ကံတရားကကျွန်ုပ်တို့ပေါ်ညနေသားမပေးပဲလွဲပြီးရင်လွဲအောင်ဖန်တီးနေတယ်မမျော်လင့်ပဲလက်ထက်လိုက်ရစဉ်ကဧကရီရှိလို့ဝေးခဲ့ရတယ်ဧကရီမရှိတဲ့ချိန်မှာပေးညာတင်တဲ့ကံကြမ္မာတော့ရောက်ကျွန်ုပ်ဘဝနဲ့ထပ်ပို့လိုက်ပြန်တယ်ကျွန်ုပ်တို့ဟာအခုဘဝပေါင်းဖက်ဖို့မဖြစ်နိုင်တော့တာတေးချနေပါတော့တယ်နောက်တည့်ရက်မှာကျွန်ုပ်လူတွေမျက်နှာမကောင်းကြသလိုဘန်ဒူရာလည်းမျက်နှာမကောင်းအလာရလေးကိုကျွန်ုပ်ပြန်မဲ့ကြောင်ဖွင့်ပြောလိုက်ရင်ဘလို့ဖြစ်သွားမလဲကျွန်ုပ်မတွေးရဘူးတာအမေတို့လမ်းလျှောက်ထွက်မလို့တားပါလိုက်ခဲ့လေဒီမှာတားတိုင်းကျင့်နေတာပြီးသေးဘူးမင်းနဲ့ဖေပဲသွားဒီမှာတားတိုင်းကျင့်နေတာမပြီးသေးဘူးမင်းနဲ့ဖေပဲသွားဦးလေးသားကနေမကောင်းကျင်တယ်လို့ဖြစ်နေလို့ဒီနေ့တလောက်နဲ့ပဲနားရအောင်တော့တာမေဖေတို့နဲ့လိုက်သွားဦးလေးသားကချက်ချင်းနေမကောင်းဖြစ်သွားရတယ်လို့ကျွန်ုပ်တို့နဲ့အလာရလိုက်စီဖို့တာဝနေမကောင်းလိန်ပြောလိုက်ခြင်းပဲအလာရကျွန်ုပ်ရဲ့လက်ကိုတစ်ဖက်မိခင်ဖြစ်သူလက်ကိုတစ်ဖက်ဆွဲရင်းအလေရလိုက်ပါလာတယ်ရွာထွက်လာပြီးရွာဘေးကတောင်တောင်ပေါ်တက်ကြတယ်တောင်ထိပ်ပေါ်ရောက်တော့လေတဟူးတိုက်ခတ်နေတယ်တောင်ထိပ်ပေါ်မှာပင်မရှိတဲ့အတွက်အရှက်လေးမျက်နှာမြင်တွေ့နေရတယ်ဒီတောင်ကသားဖေနဲ့အမေကြမှာမှတ်တရတွေရှိတယ်သားဖေလက်မောင်းပေါ်အိပ်ပြီးတော့လာပညာလာမင်းကိုဒီတောင်ကုန်းထိပ်ကမော့ကြည့်ခဲ့ဘူးတယ်ပျော်စရာကောင်းပါပဲနော်အမေကအဖေရဲ့လက်မောင်းပေါ်အိပ်ပြီးလာကိုကြည့်နေရတာတညတာပြောဖို့သားလေးရဲ့နောက်နေ့မင်းဖေသူ့နေကိုပြန်သွားခဲ့ရလေအဖေကခုပြန်ရောက်လာပြီပဲမပြန်တော့ဘဲနဲ့သားတို့နဲ့တစ်သက်လုံးနေမှာနော်ဖေဟုတ်တယ်မို့လားသားစကားကြောင့်ကျွန်ုပ်ခန္ဓာကိုယ်စက်ခနဲ့တုန်ခါသွားတယ်သားအဖေသားကိုပြောစရာရှိတယ်အဖေသားတို့သားမျိုးမခွဲချင်မိမယ်အဖေနဲ့ကိုအဖေပြန်ရအောင်မယ်သားလေးရဲ့ဟင်အဖေမပြန်ရဘူးအဖေမပြန်ရဘူးအဖေကသွားပြီးပြန်လာမှာမဟုတ်တော့ဘူးသားလေးအဖေပြန်လာပါမယ်ကွာမငုံနဲ့တော့သားလေးအလားရကျွန်ုပ်ကိုဖက်ပြီးငိုတဲ့အတွက်ဝမ်းနေနေတဲ့စိတ်ကိုထိမ့်ပြီးသားကိုကြော်တဲ့ကျွန်ုပ်စကားအတန်မှာတုံရင်နေတယ်ဘန်ဒူရာကမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးရှိုက်ငိုနေတယ်သားတို့နဲ့နေရအဖေမပြောလို့လားသားလိမ်ပါပါမယ်အဖေစိတ်ညစ်အောင်ဘာမှမလုပ်ဘူးနော်သားတို့ကိုခွဲမသွားပါနဲ့နော်ဖေရှိုက်တန်ဆွက်ပြီးတနာစပွေပြောလာတဲ့အလားရစကားလေးကိုရင်နာနာနဲ့မျက်ကွယ်ပြုတ်ရတော့တယ်သားအဖေသားတို့စီကိုအမြဲဆုံးပြန်လာနိုင်မှုကြိုးစားပါမယ်ပြီးရင်လာခဲ့မယ်နော်အဖေကလာမယ်ပြောပြီးတော့နှစ်တည်းအကြာကြီးမလာဘဲနေမှာအမေအဖေကိုမသွားဘူးကိုပြောအောင်လေသားဖေကသူ့ရဲကောင်းလေ
လူတွေကိုကြရမယ့်အလုပ်ရှိသေးတယ်တာရဲ့မသိဘူးဗျာအဖေမသွားရဘူးတာယောက်ျားဆိုတာမျက်ရည်မလွှဲရဘူးလေခဏခဏငိုနေရအဖေမကြိုက်ဘူးငိုယိုရင်သူ့မျိုးပါကျွန်တော်မသွားဘူးတားမြစ်ခိုင်းနေတယ်ကျွန်တော်ကမတက်တာမို့ရက်ဆက်ရတော့မယ်တာအဲ့လိုခဏခဏငိုနေအဖေသားတို့စီကိုတစ်သက်လုံးလာမှာမဟုတ်တော့အခုအဖေသွားတာလေအရေးကြီးကိစ္စရှိတယ်အဖေနဲ့ပါလာတဲ့လူတွေမှလည်းသူတို့မိသားစုတွေစီကိုပြန်လိုက်ပို့ပေးပါမယ်ပြောပြီးတော့အဖေခေါ်လာတာအခုပြန်လိုက်ပို့ပေးရမှာလည်းရှိသေးတယ်တာမငိုတော့ဘူးနော်ဖေဦးလေးတာဝါတို့ကိုယ့်အကူသွားခိုင်းလို့မရဘူးလားမရလို့ပေါ့တားလေးရသူတို့ရွာအထိသွားပို့ပေးရမှာပြီးရင်ပြန်လာခဲ့မယ်အရှင်လို့အဖေကြာမှလားယင်အဖေရုပ်ကတော့တားတိချာမမတ်မိရဲ့အထိအဖေကြာခဲ့ရလေဒီတစ်ခါမကြာစီအောင်စိတ်ချမင်းနဲ့သားကိုပြစ်မထားပါနဲ့အဖေရဲ့အင်းမသားလေးရဲ့အဖေမရှိရဲ့ချိန်မင်းမျိုးစောင့်ရှောက်နော်ဟုတ်ကဲ့ဖေကျွန်တော်ငိုတာမကြိုက်ဘူးဆိုလို့ပါးနှစ်ဖက်ကမျက်ရည်ကိုလက်ဝါးနဲ့ခက်ကြမ်းကြမ်းပုတ်တက်ပြီးရှိုက်တန်ဆွဲရင်းစကားပြောနေတဲ့သားလေးကိုကြည့်ပြီးကျွန်ုပ်ရှင်အတွင်းကြိတ်ငိုမိတယ်ဘန်ဒူရာတယောက်တည်းငိုရင်းရှိနေတယ်တံပေါ်ကပြန်ဆင်းလာတော့ကျွန်ုပ်တို့မိသားစုတိတ်ဆိတ်ဝမ်းနည်းစွာရှိနေကြတယ်ကျွန်ုပ်ကမာဂရီကိုကြည်စံတော်တော်များများပေးပြီးမနေ့ပြန်မဲ့အကြောင်းဘန်ဒူရာတို့ရွာကိုခက်ခဲကြုံရင်ကူညီပေးဖို့ထပ်ပြောတော့မာဂရီကကူညီမဲ့အကြောင်းခေါင်းငိမ့်ပြတယ်ကျွန်ုပ်တနက်နဲ့ကြည်စံတွေကိုဘန်ဒူရာကိုပေးလိုက်တယ်လို့မဲလုံးကလည်းသူ့တနက်နဲ့ကြည်စံပေးတယ်လမ်းမှာလိုရမရသုံးဖို့ကြည်စံအနေငယ်သာယူပြီးအားလုံးပေးလိုက်ကြတယ်တာဝါသူ့ရဲ့ဓမြကိုလာရကိုပေးနေတယ်လာရဘာစကားမှမပြောသူ့စိတ်အတွင်းအလွန်ဝမ်းနည်းခံစားနေပုံရတယ်ကျွန်ုပ်တို့ပြန်มาမှုရွာနှုတ်ဆက်ပွဲပြုလုပ်ပေးတယ်မိဖို့မှာဝက်ကြီးနှကောင်ကမိစားတောက်ကြတယ်ကျွန်ုပ်တို့မိသားစုငြိမ်သက်နေကြတယ်လာရကျွန်ုပ်ပေါင်ခေါင်းပြီးမျက်လုံးမှိတ်ထားသလိုဘန်ဒူရာကျွန်ုပ်လက်မောင်းပေါ်ခေါင်းတင်ထားတယ်ကျွန်ုပ်လူတွေလည်းကျွန်ုပ်တို့၃ယောက်ကိုကြည့်ပြီးတိတ်ဆိတ်ငြိမ်သက်စွာရှိနေကြတယ်မိုးလင်းတဲ့အထိကျွန်ုပ်တို့ဒီပုံစံအတိုင်းရှိနေကြတယ်မိုးလင်းတော့ကျွန်ုပ်လူတွေကထုတ်ပိုးတွေယူပြီးကျွန်ုပ်ကိုလာခေါ်တော့ဘန်ဒူရာကိုသားမိလေးလိုက်လာကြတယ်သူတို့သားမိနှစ်ယောက်လိုက်ပို့ခဲ့တဲ့တောင်ကုန်းပေါ်ကိုရောက်တော့ကျွန်ုပ်ဘန်ဒူရာနဲ့မျက်နှာချင်းဆိုင်ပြီးလက်ဝါးနှစ်ဖက်ဆုပ်ကန်ပြီးမျက်လုံးချင်းစုံကြည့်တော့သူ့မျက်လုံးအတွင်းကဝမ်းနည်းမှုတွေတွေ့ရတယ်။သွားတော့မင်းညီမနှုတ်ဆက်ပါတယ်။သားလေးအလာရနှစ်ဖူးကိုနမ်းလိုက်ပြီးသားလေးအဖေသွားတော့မယ်နော်။သားမိနှစ်ယောက်လုံးစကားတခွန်းမှမပြောဘဲငြိမ်သက်နေကြတယ်။ကျွန်ုပ်လှည့်လာတော့ကျွန်ုပ်လက်ဖွားကိုလက်သေးသေးတစ်ဖက်လာဆွဲလို့ကြည့်တော့လာရဖြစ်နေတယ်။အဖေအမေကပြောတယ်။သူ့ရဲ့စကားပြောလိမ့်မယ်ဆိုတာဒိတ်ပဲတော့တားသိမ့်မသိဘူးဒါပေမဲ့အဖေသားကိုမေ့နေရင်တော့သူ့ရဲ့စကားပြောပြီးသားကိုတတိယလာမယ်လို့တားထင်တယ်နှုတ်ဆက်ပါတယ်ဖေအကိုလန်ခရီးမှာဂယုဆိုင်နော်သားလေးကကျွန်ုပ်လက်ကိုလှုပ်ရင်းပြောလာတဲ့စကားပဲဘန်ဒူရာလည်းနှုတ်ဆက်စကားပြောတယ်ကျွန်ုပ်လှည့်ထွက်လာတော့နောက်ကနေခေါ်တန်ကြားရမလားနားဆွင့်ကြည့်ပြီးမယ်မကြားရဘူးကျွန်ုပ်ကသားမီးနှစ်ယောက်ရှိမှထိန်ချုပ်ထားသမျှစိတ်ကိုလှုပ်ချလိုက်တော့ဝမ်းနေစွာငိုရှိုက်လိုက်မိတော့တယ်။သားလေးပြောသလိုသူ့ရဲ့စကားပြောပြီးသွေးသားအရှင်ကိုကျွန်ုပ်ရှင်အတွင်းအမြင်မပြတ်သတိရနေမှသိကြတယ်။တန်ငယ်အဝေးကိုရောက်မှနောက်ကိုလှည့်ကြည့်တော့ခုချိန်ထိရက်နေသေးတယ်။ဘန်ဒူရာနဲ့သားလေးအလာရကိုတွေးလိုက်ရတော့တယ်။ပရိသတ်များရှင်ဇလန်လေးကဒီမှာပဲပြီးဆုံးသွားပါပြီ။နားဆင်ပေးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။